ghost stories and haunted tales. အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းသွေးဆက်ရှမ်းမောမြေရေးသားထားတဲ့ကြောက်တိုင်ကွေအောက်ကထီးနီဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးမစားခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးဖို့မြတ်တာရက်ခံချင်ပါတယ်ရှင်ဒါဆိုဇာတ်လမ်းလေးကိုအခုပဲစားလိုက်ရအောင်ပါကားအဲခွန်းပေါက်ကထွက်လာတဲ့လေအေးကတိုးတိုးလေးမြည်နေပေမဲ့ကားမှန်ပြတင်ပေါက်အပြင်ဘက်ကအေးတံကိုတော့မမီနိုင်ပါဘူးကျွန်တော်နာမည်ကတပ်ပိုင်းတာချီလိန်နဲ့ကျိုင်းတုံကြားပြေးဆွဲနေတဲ့လိုင်းကားသမားတယောက်ပါဒီလမ်းကျော်ဒီတောင်တက်လမ်းတွေကိုမျက်စိမိတ်မောင်းမှဆိုရင်တော့မောင်းနိုင်လောက်အောင်ကျွန်တော်ကျွမ်းကျင်နေပါပြီဒါပေမဲ့အဲ့ဒီညနေခီးစဉ်ကတော့ပုံမှန်မဟုတ်ဘူးလို့စိတ်ထဲမှာထင်နေတယ်အချိန်ကညနေ6နာရီခွဲလောက်ရှိပြီပုံမှန်ဆိုရင်ဒီအချိန်ဒါလီပဲရောက်နေပြီဖြစ်ပေမဲ့ကားတာယာပေါက်တာရဲ့လမ်းမှာကုန်တင်ကားကြီးတွေပိတ်မိနေတာရဲ့ကြောင့်အချိန်တော်တော်နောက်ကျနေတယ်ရှမ်းပြည်နယ်ရဲ့စောင်းတွင်းညနေခင်းဆိုတာနေဝင်နာနဲ့အမောင်တို့ကချက်ချင်းကြီးစိုးလာတဲ့စမြဲလေကိုသက်ပါရှေ့ကမိုင်းဖြတ်ကြော်ရင်နည်းနည်းတတိထားမောင်းနော်ဒီညမြူတွေအရန်ဆင်းမယ်ထင်တယ်ဘေးခုံမှာလိုက်လာတဲ့စပယ်ယာလေးဆိုင်လုံးကကွင်းရဝိုင်းရင်တတိပေးတယ်သူပြောတာမှန်နေကားရှိမီးအောင်အောင်မှာမြူခိုးဖြူဖြူတွေကလမ်းမပေါ်မှာဝဲပြန်နေကြပြီးတောင်ကွေးရီယာများမြူအားထူဆိုတော့ကျွန်တော်ဂီယာကိုရှော့ပြီးအရှိန်ထိန်မောင်းနေရတယ်တောင်မော်လမ်းမကြီးကတိတ်ဆိတ်လွန်းနေတခါတရံမှမျက်နှာချင်းဆိုင်ကကုန်ကားကြီးတစ်စီးဝေါကနေကြော်သွားတာကလွှဲရင်ပတ်ဝန်းကျင်တစ်ခုလုံးကတောင်နှမ်းမင်းမဲကြီးတွေနဲ့တစ်တောအုပ်တွေကြီးပါပဲရုတ်တရက်ကားမီးရောင်တဲမှာတစုံတစ်ခုကိုလှမ်းမြင်လိုက်ရတယ်လမ်းဘေးဝဲရဘက်ကိုပင်ကြီးတပင်အောက်မှာလူတယောက်ရက်နေတယ်ဒီလိုလူတူကင်းမဲ့ပြီးအေးဆက်နေတဲ့တောင်မော်လမ်းမှာဒီအချိန်ကြီးလမ်းလျှောက်နေတယ်ဆိုတာမဖြစ်နိုင်ဘူးဒါပေမဲ့ကျွန်တော်တေးချကြည့်လိုက်မိတယ်မိန်းကလေးတယောက်ရှမ်းတိုင်းရင်လူဝတ်စုံအပြာရောင်လေးဝတ်ထားပြီးခေါင်းပေါ်မှာအနီရောင်ထီးကလေးတစ်လက်ဆောင်းထားတယ်သူမကကားလာတာကိုမြင်တော့လက်ကိုဖြည်းဖြည်းချင်းမြောက်ပြီးတားတယ်သူပုံစံကအလောတကြီးမရှိဘူးအေးအေးဆေးဆေးပဲဆရာရက်ပေးလိုက်မလားရွာခန့်ထင်းနေဆိုင်းလုံကမေးတယ်ကျွန်တော်တွန့်ဆုတ်သွားတယ်လိုင်းကားသမားတွေရဲ့စီကံအရာဒီလိုနေရာပြက်လမ်းပြက်တွေမှာလူမတင်ရဘူးဓမြတိုက်မလားလူဆိုးလားမတိနိုင်ဘူးလေဒါပေမဲ့ဒီမင်းကလေးပုံစံကတနာကမလေးလက်ထဲမှာလဲဘာလက်နဲ့မှပါပုံမရဘူးထီးနီလေးတစ်လက်နဲ့အထုပ်တစ်ထုပ်ပဲပါတယ်အေးလီတင်ခေါ်သွားလိုက်ပါအောင်ကွာဒီနားရွာတရွာကဖြစ်မှာပါကျွန်တော်ကားကိုလမ်းဘေးကပ်ပြီးရပ်လိုက်တယ်ဆိုင်းလုံကတကားဖွင့်ပေးလိုက်တော့အေးတက်ကကားထဲကိုအလူအယက်တိုးဝင်လာတယ်ညီမလေးဘယ်သွားမလို့လဲကားကြုံလိုက်မလို့လားဆိုင်းလုံကရှမ်းလိုမေးလိုက်တယ်ကောင်မလေးကထီးကိုဘေးကောင်းငုံပြီးကားပေါ်တက်လာတယ်သူမျက်နှာကိုတေချာမမြင်ရပေမဲ့အသားဖြူဖြူသပင်ရှိရှိနဲ့ရိုးရိုးရင်လေးပါဟိုးရှိနာကလမ်းကွင်းမှာဆင်းမှာပါသူမရဲ့အတန်ကတိုးလွန်းနေလီဒန်လိုပဲမြမစကားပြောတာပြီးသားပေမဲ့အတန်ကအေးဆက်ဆက်နိုင်လာတယ်သူမကနောက်ခန်းလွတ်နေတဲ့ခုံတစ်ခုံမှာဝင်ထိုင်လိုက်တယ်ကျွန်တော်လည်းဂီယာထိုးပြီးကားကိုပြန်မောင်းထွက်လိုက်တယ်ဒါပေမဲ့ကားစထွက်လိုက်တဲ့အချိန်မှာပဲထူးဆန်းတဲ့ခံစားမှုတစ်ခုဖြစ်ပေါ်လာတယ်ပုံမှန်ဆိုရင်ကျွန်တော်ကားကလူတယောက်တက်ယုံနဲ့အရှိန်အဟုန်မပြောင်းလဲသွားပါဘူးဒါပေမဲ့အခုကားကရုတ်တရက်လေးသွားတယ်နောက်ကနေကုန်ချိန်ပိတ်တာ100လောက်ဆွဲထားတယ်လို့ကားအင်ဂျင်နံကညီးသွားတယ်ကျွန်တော်နောက်ကြည့်မှန်ကနေတစ်ချက်လှမ်းကြည့်လိုက်တယ်ကောင်မလေးကငိမ့်ငိမ့်လေးထိုင်နေတယ်ခေါင်းကိုငုံထားပြီးလက်ထဲကအနီရောင်ထီကလေးကိုရင်ခွင်ထဲမှာပိုက်ထားတယ်ထူးကြတာကကားထဲမှာရုတ်တရက်မှွေးပြန်လာတဲ့အနံ့တစ်မျိုးတော်ပန်းနန်းလိုအနံ့မျိုးမွေးတော့မွေးတယ်ဒါပေမဲ့ရှူလိုက်ရင်ရင်ထဲမှာအောင့်ငနေဖြစ်သွားစေတဲ့ဆူရှားရှားအနံ့မျိုးဆရာကားကဘာဖြစ်တာလဲလီးနေတယ်လို့ပဲဆိုင်းလုံကသူ့ဘက်ကမှန်ကိုချပြီးအပြင်ကိုကြည့်တယ်တာယာများထပ်ပေါက်ပြန်ပြီလားမသိဘူးမပေါက်ပါဘူးကွာလမ်းကတောင်တက်မို့လို့နေမှာပါကျွန်တော်ပေါ့ပေါ့ပါပါပြောလိုက်ပြီးမဲ့လက်မောင်းမွေးတွေထောင်ထားနေတာကိုတော့တတိထားမိလိုက်တယ်စတီယာရင်ကင်ထားတဲ့လက်တွေကအေးဆက်နေတယ်
ဒီမိန်းကလေးကားပေါ်ရောက်လာကလေးကကားရဲကလေတူကပြောင်းလဲသွားခဲ့တာတေးကြတယ်ပြီးတော့ကျွန်တော်စဉ်းစားမိတယ်ခုနကသူကားသားတော့ကမူးမမရွာတာသူကဘာလို့ထီဆောင်ထားတာလဲကားစတီယာရင်ကိုကင်ထားတဲ့ကျွန်တော်လက်တွေတောင့်တင်းနေတယ်အကြောင်းရင်းကတော့နောက်ခန်းကပါလာတဲ့မိန်းကလေးကြောင့်ပါသူကားပေါ်ရောက်တာ15မိနစ်လောက်ပဲရှိသေးပေမဲ့ကားအခြေအနေကတိတိတတ်တာပြောင်းလဲနေတယ်ကားအင်ဂျင်ကမနိုင်ဝင်ထမ်းတယ်လို့ညီးနေပြီးတောင်တက်လမ်းမှာဂီယာ2လောက်နဲ့တက်ရမယ့်နေရာကိုဂီယာ1ပြောင်းထိုးတာတော့မနှဲယုံနေရတယ်ဆိုင်လုံးမင်းနောက်ကပစ္စည်းတွေတခြားစစ်စမ်းဘာတွေများညှိနေလို့လဲကျွန်တော်စပယ်ယာလေးဆိုင်လုံးကိုလှမ်းပြောလိုက်တယ်ဆိုင်လုံးကနောက်ကြီးမှန်ကနေတိတ်တိတ်လေးကြည့်နေတယ်သူမျက်နှာကဖြူဖြောဖြောဖြစ်နေပြီးတရေကိုခဏခဏမျိုးချနေတာကျွန်တော်တတိထားမိတယ်ဆရာကားနောက်မှာဘာမှမရှိဘူးအကုန်ပုံမှန်ပဲဆိုင်းလုံးရဲ့အတန်ကတုံနေတယ်သူဘာကိုကြောက်နေတာလဲကျွန်တော်နောက်ကြည့်မှန်ကိုမတိမတာမော်ကြည့်လိုက်မိတယ်ဟိုကောင်မလေးကခေါင်းငုံပြီးငြိမ်ငြိမ်လေးထိုင်နေတော့မယ်သူ့လက်ထဲကအနီအောင်ထီးကိုတော့တင်းတင်းကြပ်ကြပ်စုပ်ကိုင်းထားတယ်ထူးကြတာတစ်ခုကသူမရဲ့ပခုံးပေါ်မှာရေစက်တွေကားပေါ်ရောက်တာကြာပြီးဖြစ်ပေမဲ့သူ့အင်ကြီးနဲ့စပင်တွေကဆူဆွနေတော့မယ်အပြင်မှာမြူစင်းနေဆိုပေမဲ့ဒီလောက်ကြီးရေဆိုစရာအကြောင်းမရှိဘူးဘယ်ကနေရေတွေဆိုနေတာလဲညမလေးဘယ်နာဆင်းပါလဲရှေ့ဆိုမိုင်းဖြဲရောက်တော့မယ်ကျွန်တော်စကားဆမီပြောရင်အကြောက်ပြေအောင်မေးလိုက်တယ်သူမကချက်ချင်းမဖြေဘူးခဏကြာမှခေါင်းကိုဖြည်းချင်းမော်လာတယ်ကာမီအောင်မှင်ပြပြအောင်မှသူ့မျက်နှာကိုကျွန်တော်တစွန်းတစမြင်လိုက်ရတယ်အသားကဖြူလွန်းလို့သွေးမရှိတလို့ပဲနှက်ခမ်းတွေကပြနန်းနေတယ်ဟိုးရှီနာကနောင်တုံကံပေါင်နာရောက်ရင်ရက်ပေးပါသူ့အတန်းကရေခဲရိုက်ထားတယ်လို့အေးဆက်ပြီးပဲ့တင်တန်းပါနေတယ်လို့ပဲကျွန်တော်နဲ့ဆိုင်လုံးမျက်လုံးချင်းစုံမိသွားကြတယ်နောင်တုံကန်ဆိုတာကျိုင်းတုံမျိုးထဲမှာရှိတာလေဒီတောင်ကြားလန်းဒီတောကြီးထဲမှာနောင်တုံကန်မှမရှိတာသူဘာကိုပြောချင်တာလဲဒါမှမဟုတ်ဒီနားမှာနာမည်တူရေကန်ငယ်လေးရှိလို့လားညမလေးနောင်တုံကန်ကကျိုင်းတုံမျိုးထဲမှာလေဒီနားမှာမရှိဘူးနော်ရှိတယ်သူမကပြက်ပြက်သားသားပြန်ပြောတယ်ကျမအိမ်ကအဲ့ဒီရေကန်အောက်မှာကျွန်တော်ကြိုရိုတဲ့စိတ်ကနေဖြစ်သွားတယ်ရေကန်အောက်မှာတဲ့လားစကားမှားတာဖြစ်မှာပါလို့ကိုဖြေသိမ်းလိုက်ပြီးမဲ့ကားထဲမှာလှိုင်နေတဲ့တောပန်းနန်းကပို့ပြီးပြင်းထန်လာတယ်အနန်းကမှွေးလွန်းလို့ခေါင်းတောင်မူးကျင်လာတယ်ဆရာရှိမှလမ်းခွေကြီးဆိုင်းလုံးအွန်လိုင်းမှာကျွန်တော်တတိဝင်လာပြီး break ကိုနင်းလာရတယ်ရှိမှကြောက်တိုင်ခွေးလို့ခေါ်တဲ့အကွေကြီးဒီနေရာကလမ်းကျင်းပြီးဘေးမှာကြောက်ကမ်းပါကြီးရှိတယ်အရင်ကကားမောက်ဖူးတဲ့နေရာမို့လို့ဖြတ်သွားတိုင်းကားဆရာတွေကဟွန်တီလေးရှိတယ်ကျွန်တော်ဟွန်တီပြီး꿰လိုက်တဲ့အချိန်မှာကားကထိမ့်မရသိမ့်မရရင်ထိုးသွားတယ်ကားနောက်ပိုင်းကတစုံတစ်ခုဆွဲချထားတယ်လို့လေးလံလွန်းလို့တောင်တက်လမ်းမှာထိုးရလူနေပါဖြစ်သွားတယ်ဆင်းမယ်ဒီနေရာမှာဆင်းမယ်နောက်ခန်းကကောင်မလေးကရုတ်တရက်အတန်မမာနဲ့ပြောတယ်ဒီနေရာကြီးကတောနက်ကြီးလေဘေးမှာဘာအိမ်မှမရှိဘူးကြောက်ကမ်းမနဲ့တောအုပ်ပဲရှိတာညမလေးဒီနေရာကလူပြက်တယ်ရွာမရှိဘူးနော်ရက်ပေးပါကျမရောက်ပြီသူမကအတင်းပြောနေတာနဲ့ကျွန်တော်လည်းမတက်တာပဲလမ်းဘေးမြေကွက်လက်လေးတစ်ခုမှကားထိုးရက်ပေးလိုက်တယ်ကားရက်လိုက်တာနဲ့သူမကတကားကိုဖွင့်ပြီးဆင်းနေစပယ်ယာဆိုင်လုံးကတကားပြန်ပိတ်ဖို့ဆင်းမယ်လို့တော့ကျွန်တော်သူ့လက်ကိုလှမ်းဆွဲထားလိုက်တယ်မဆင်းတဲ့ဆိုင်လုံးဒီတိုင်းကြည့်နေကောင်မလေးကကားပေါ်ကဆင်းလိုက်တယ်ထူးဆန်းတာကသူဆင်းလိုက်တာနဲ့တပြိုင်နက်ကားရဲ့အလေးချိန်ရောကျသွားပြီးကားကကြွားတက်သွားတယ်လို့ဖြစ်သွားတာပဲလူတယောက်ဆင်းတာဒီလောက်ပေါ့သွားစရာအကြောင်းမရှိဘူးသူမကမြူခိုးတွေကြားတဲ့လမ်းလျှောက်သွားတယ်လမ်းမအတိုင်းမဟုတ်ဘူးလမ်းမရကြောက်ကမ်းမအစွန်းဘက်ကိုဥတီပြီးလျှောက်သွားနေတာဆရာဟိုမှာကြည့်ဆိုင်းလုံးလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တော့သူမဖွင့်ဆောင်လိုက်တဲ့အနီအောင်ထိကလာရအောင်မှာတောက်ပါနေတယ်ဒါပေမဲ့သူမရဲ့ခြေထောက်တွေမြေကြီးနဲ့ထိမနေဘူးမြေကြီးအထက်လက်လေးတက်လောက်မှလွန့်ပြီးသွားနေတာကျွန်တော်အရှိန်ကုန်နင်းပြီးမောင်းထွက်လာခဲ့တာမိုင်းနိုင်ဘလောက်ကြော်ခဲ့ပြီလဲတော့မသိတော့ဘူး
စပယ်လေးဆိုင်လုံးကတော့ဘေးခုံမှာမျက်လုံးကိုမှိတ်လက်အုပ်ကိုချီပြီးဖျားစာတွေတွတ်ရစ်နေတယ်ကျွန်တော်တကိုယ်လုံးလဲချွေးစေးတွေရွှဲနေလို့ကားရှိမီးအောင်အောက်ကလမ်းမကြီးကိုပဲအာယုံဆိုင်နေမိမဲ့စိတ်ထဲမှာတော့ခုနကမြင်ကွင်းကိုဖျောက်ဖျက်လို့မရဘူးခြေထောက်မြေမထီပဲလွန့်သွားတဲ့မိန်းကလေးဆရာရက်မနေနဲ့နော်မောင်တာလီရောက်တဲ့အထိအမောင်ဆိုင်လုံးကတုံတုံရင်နဲ့ပြောတယ်ကျွန်တော်လည်းရက်ဖို့စိတ်ကူးမရှိပါဘူးဒီတောင်ကြားလန်းဒီတောကြီးထဲမှာဆက်ပြတ်ရင်တော့ပြင်ရဲမှာမဟုတ်ဘူးနိုင်ဝက်လောက်မောင်းပြီးတဲ့အခါတာလီမြို့နယ်ခွဲရဲ့မီးရောင်တွေကိုလှမ်းမြင်လာရမှကျွန်တော်တက်ပြင်းချနိုင်တော့တယ်လမ်းမေးကထရက်ကားတွေရက်နားလေးရှိတဲ့ဒေါ်နန်းဆိုင်ခောက်ဆွဲဆိုင်ရှိမှကားကိုထိုးရလိုက်တယ်ကားဆက်တက်လိုက်တာနဲ့ပဝင်းကျင်ကပြန်လဲတိတ်ဆိတ်သွားတယ်ကျွန်တော်တို့နှစ်ယောက်ကားပေါ်ကဆင်းလိုက်တော့ခြေထောက်တွေမခိုင်ကျင်တော့ဘူးဆိုင်ထဲကမီးရောင်တဲ့လူဒန်းတွေကိုကြားရမှလူစိတ်ပြန်ကတ်တော့တယ်လာဆိုင်လုံးဘာမှမဖြစ်တော့ဘူးလူတွေရှိတဲ့နေရာရောက်ပြီးကျွန်တော်တို့နှစ်ယောက်ဆိုင်ထဲဝင်ထိုင်လိုက်တယ်ဆိုင်ရှင်ဒေါ်နန်းဆိုင်ကရင်းနှီးပြီးတော့မှုပြုံးပြပေမဲ့ကျွန်တော်တို့မျက်နှာကိုမြင်တော့အံ့ဩသွားတယ်ဟဲ့နင်တို့နှစ်ယောက်မျက်နှာတွေကဖြူဖက်ဖြူရောနဲ့လမ်းမှာဘာတွေ့လာလို့လဲကာမမလို့ဖြစ်သွားတာလားမဟုတ်ဘူးအမရှမ်းခောက်ဆွဲနှစ်ပွဲလောက်လောက်ပါဗျာပူပူလေးနော်ကျွန်တော်စကားလွှဲလိုက်တယ်ဆိုင်းလုံကတော့ရင်နွေးချမ်းကိုအငမ်းမရမောတောင်းနေတယ်ခဏနေတော့ဆိုင်းလုံကကျွန်တော်ကိုတရောင်နဲ့တိုးလိုက်တယ်ဆရာကျွန်တော်ကားနောက်ခံကိုသွားမကြည့်ရဘူးဆရာလိုက်ခဲ့ပေးပါလားပတ်စဲကြီးကြံခဲ့တလားလို့အေးလာသွားကြည့်မယ်ကျွန်တော်တို့နှစ်ယောက်ဓမီတလက်စီကိုင်းပြီးကားစီပြန်လျှောက်သွားတယ်ကားတကားကိုဖွင့်လိုက်တာနဲ့နှာခေါင်းထဲကိုအရင်ဆုံးတိုးဝင်လာတာကခုနကရခဲ့တဲ့တရေကင်းနဲ့မဟုတ်တော့ဘူးနုံနဲ့ရေညှိနဲ့ငားညီနဲ့ပေါင်းဆက်ထားတဲ့အနံ့စိုးကြီးဆရာဒီမှာကြည့်ဆိုင်းလုံးဓမီထိုးပြတဲ့နေရာကိုကြည့်လိုက်တော့ကျွန်တော်စတင်းထသွားတယ်ခုနကအဲ့ဒီကောင်မလေးထိုင်သွားတဲ့ထိုင်ကုန်တရေကူရှင်တစ်ခုလုံးရေတွေရွှဲနေတယ်ရိုးရိုးရီဆိုတာမဟုတ်ဘူးရေညှိဘက်တွေရှင်စေးတွေနဲ့ပေပွားနေတာကားကြမ်းကင်းပေါ်မှာလည်းရေအိုင်ငယ်လေးတစ်ခုဖြစ်နေတယ်ဒါလူမဟုတ်တာသိကြပြီဆရာကြီးဆိုင်းလုံးနောက်ကိုခြေလန်းဆုပ်လိုက်မိတယ်အဲ့ဒီအချိန်မှာကျွန်တော်တတိထားမိလိုက်တာတစ်ခုရှိတယ်ကျွန်တော်ကျိုင်းတုံမျိုးတွေကနေနောင်တုံကန်လို့ထင်မိသွားပြီမဲ့ဒီလန်းကကားသမားတွေကြားမှာတော့ကြောက်တိုင်ခွေအောင်ရေဝဲနက်ကိုနောင်တုံကန်လို့နာမည်ပြောင်းခေါ်ကြတယ်ချောင်းရည်ကမနက်ပဲလှုပ်နေတတ်ပေမဲ့ကြောက်တုံးကြားမှာအနက်ရေအိုင်လို့ဖြစ်ပြီးရေညှိနှံ့ထွက်လို့လူတွေကအဲ့ဒီနာမည်ပေးထားကြတာရေအိုင်ထဲမှာတစုံတစ်ခုပြောင်းလဲနေတာကျွန်တော်တက်တိမွေပြီးကောက်ကြည့်လိုက်တယ်ရှမ်းလွယ်အိတ်အသေးလေးတစ်လုံးအိတ်ကအနီအောင်ပိတ်စားနဲ့ချုပ်ထားပြီးပန်းပွင့်ပုံလေးတွေထိုးထားတယ်အိတ်ကရေဆိုနေပြီမဲ့လေးလံနေတယ်ဖွင့်ကြည့်လိုက်တော့အတွင်းထဲမှာပတ်စံတစ်ပြားမှမပါဘူးပါလာတာကတန်ကြီးတက်နေတဲ့ငါးများကြီးတစ်ခုနဲ့ကြောက်စိမ်းဖျားပုံတော်အသေးလေးတစ်စုပြီးတော့စက်ကူကောက်လေးတစ်ခုရေဆိုနေတဲ့စက်ကူကိုဖြန့်ကြည့်လိုက်တော့မှင်ပြားနဲ့ရေးထားတဲ့စာကြောင်းလေးတစ်ကြောင်းကိုဖတ်လိုက်ရတယ်မိုင်းဖြတ်ရောက်ရင်ဒီလိပ်စာကိုပို့ပေးပါလိပ်စာကရေဆိုပြီးဝါနေပြီမဲ့ဦးဆိုင်ခံရက်ကွက်လေးမိုင်းဖြတ်ဆိုတာကိုတော့ခရီးရေးဖတ်လို့ရနေတယ်ကိုသက်ပိုင်အဲ့ဒီအိတ်ကိုလွတ်ပြလိုက်ပြမကင်နဲ့ဆိုင်းလုံကအော်ပြောတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတခုခုလိုနေတယ်လို့ခံစားရတယ်ဒီမင်းကလေးကသူ့ပစ္စည်းကိုတမင်ချန်ထားရခဲ့တာလားသူကျွန်တော်တို့ကိုအကူအညီတောင်းချင်နေတာလားဟေးလူတို့အဲ့ဒီအိတ်ကဘယ်ကရတာလဲရုတ်တရက်ကျွန်တော်တို့အနောက်ကနေအတန်မမနဲ့မေးတံကြားလိုက်ရတယ်လှည့်ကြည့်လိုက်တော့ဆိုင်ရှင်ဒေါ်နန်းဆိုင်ရဲ့အဖေအသက်80ကျော်အရွယ်ဦးလုံးသူကရှမ်းမောင်းမီပွားနဲ့ဆေးတံတောင်းရင်ကျွန်တော်တို့ကိုစိုက်ကြည့်နေတယ်ကားပေါ်လိုက်လာတဲ့ကောင်မလေးကြမ်းခဲ့တာဦးလေအနီအောင်ထီးပါတယ်ဟုတ်တယ်မလားဦးလုံးရဲ့မိခွန်းကြောင့်ကျွန်တော်တို့နှစ်ယောက်လုံးခေါင်းငိမ့်မိလိုက်တယ်ဦးလုံးကတပြင်းချလိုက်ပြီးကောင်းကင်ကိုမောကြည့်တယ်မင်းတို့ကန်ကောင်းလို့အသက်မသေးတာအဲ့ဒီကောင်မလေးကနောင်တုံကန်ဆောင်လို့ပြောကြတယ်ဒါပေမဲ့သူကနောင်တုံကန်မှသေးတာမဟုတ်ဘူးဒီလမ်းမှာမိုင်းဖြတ်အဝင်နားမှာအသက်ခံခဲ့ရတာသူ့အလောင်းကိုကြောက်တိုင်ခွေအောင်ရေဝဲနှက်ထဲဆွဲချထားခဲ့တာဦးလုံကကျွန်တော်လက်ထဲကအိတ်ကလေးကိုကြည့်ပြီးဆက်ပြောတယ်သူပေးလိုက်တဲ့ပစ္စည်းကိုမင်းတို့မပို့ပေးရင်
သူမင်းတို့နောက်ကိုတကောက်ကောက်လိုက်နေလိမ့်မယ်ဒီညတော့ဒီဆိုင်မှာပဲအိတ်လိုက်ကြညစ်နေရင်လမ်းမဆက်နဲ့တော့လေပြင်းတစ်ချက်တိုက်လိုက်တော့ကားထဲကရေညီနှန်းကပိုပြင်းလာတယ်ကျွန်တော်လက်ထဲကအိတ်ကလေးကိုတင်းတင်းဆုပ်ထားမိတယ်ကျွန်တော်တို့ခရီးစဉ်ကကျိုင်းတုံမရောက်ခင်မိုင်းဖြတ်မှာအရင်ဆုံးရနာရတော့မဲ့ပုံပဲတာလီမျိုးကနေထွက်လာတော့ည9နာရီကျော်နေပြီညမအိပ်ပဲခရီးဆက်လိုက်ကြတယ်ရှမ်းပြည်နယ်ရဲ့ညာဘက်လမ်းမကြီးဟာတိတ်ဆိတ်လွန်းလို့ကားအင်ဂျင်တွေကလွဲရင်ပါအတမ်းမှမကြားရဘူးကားရှိမီးအောင်ကထိုးခွန်းထားတဲ့မြူခိုးတန်းတွေဟာနိုးနှစ်ရောင်လိုဖြူဖွေးနေပြီးရှေးကလမ်းကိုတောင်ကောင်းကောင်းမမြင်ရတော့ဘူးကိုသက်ပိုင်ကားထဲမှာအေးလိုက်တာဗျအဲကွန်းပိတ်ထားတာတော့အေးကစိတ်နေတာပဲဆိုင်လုံးကလက်မောင်းကိုပွင့်ရင်ကြီးတယ်ကျွန်တော်လည်းခံစားမိပါတယ်ဒီအေးကယာဒီဥရုအေးမဟုတ်ဘူးရေခဲတိုက်ထဲရောက်နေတယ်လို့ဆိုပြီးအေးဆက်တဲ့အေးမျိုးပြီးတော့ကားနောက်ခန်းစီကနေတောပန်းနှန်းနဲ့ရေကြီးနှန်းကတလဲစီရနေတော့မယ်စိတ်မလျှော့နဲ့ဆိုင်လုံးမိုင်းဖြတ်ရောက်ရင်ပြီးပြီဒီပစ္စည်းပို့ပေးပြီးတာနဲ့ငါတို့တာဝန်ကျေပြီးကျွန်တော်စတီယာရင်ကိုတင်းတင်းဆုပ်ပြီးအားပေးလိုက်တယ်မိုင်းဖြတ်မြို့အဝင်ဆိုင်ဘုတ်ကိုမြင်လိုက်ရမှစိတ်နည်းနည်းအေးသွားတယ်မြို့လေးကအိမ်မောကြနေပြီးလမ်းမိတိုင်ဝါချင်းချင်းတွေအောက်မှာလူတူအရေးအယောင်မတွေ့ရဘူးခွေးဟောင်နှံတဝဝကလွဲရင်တိတ်ဆိတ်နေတယ်ရက်ကွက်လေးဆိုတော့ဟိုဘက်လမ်းကြားထဲဝင်ရမှာဆိုင်းလုံကလမ်းညွန်နေကျွန်တော်တို့ကားကိုလမ်းချင်းလေးတစ်ခုတည်းမောင်းဝင်ခဲ့တယ်လမ်းဘေးဝဲရမှာခြံဝင်းကျဲကြီးတွေနဲ့တစ်သားအိမ်ကြီးတွေရှိတယ်တော်တော်များများကမီးမိတ်ထားကြပြီးဟိုမှာအိမ်အမှတ်၄မြင်းဆောင်စနစ်ဖြစ်မယ်ဆိုင်းလုံလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တော့ခြံဝင်းကျဲကြီးတစ်ခုခြံစည်းရိုးတွေကဆွေးမြေ့နေပြီးခြံထဲမှာပေါင်းမင်တွေထူထပ်နေတယ်အင်ကြီးကနှစ်ထပ်တစ်သားအိမ်ဟိုကြီးအပေါ်တက်ပြတင်းပေါက်တစ်ခုကလွဲရင်တအိမ်လုံးမှောင်မဲနေတယ်အိမ်ရှိမှာစပယ်ချံဆိုင်းမုံဟောင်းလေးတစ်ခုချိတ်ထားတယ်ဆရာခွေးတွေဟောင်းနေတာရက်သွားပြီဟုတ်တယ်ကျွန်တော်တို့ကားရက်လိုက်တာနဲ့တရက်ကွက်လုံးကခွေးဟောင်းနှံတွေတိကနေရက်သွားတယ်အဲ့ဒီအစားအိမ်အောင်ထက်ကနေဒုတ်ကောက်တန်းလိုအတန်တစ်ခုထွက်လာတယ်ဘဒူလေအတန်ကအကွဲကွဲလူအိုတန်အိမ်တကားမကြီးပွန်ဟသွားပြီးတန်မီးအောင်တစ်ချက်လင်းလာတယ်အသက်80ကျော်အရွယ်အဖိုးတယောက်ထွက်လာတယ်သူကပိန်ပိန်ပပမျက်နှာမှာအရေးအကြောင်းတွေနဲ့ဒါပေမဲ့သူ့မျက်လုံးတွေကဆူရှာတယ်ဦးလေကျွန်တော်တို့လမ်းကြုံလို့ပစ္စည်းလာပို့တာပါကျွန်တော်ကားပေါ်ကဆင်းပြီးလက်ထဲကအနီအောင်ရှမ်းအိတ်ကလေးကိုမြောက်ပြလိုက်တယ်တက်မီးရအောင်မှအိတ်ကလေးကိုမြင်လိုက်တာနဲ့အဖိုးအိုရဲ့မျက်နှာထားကပြောင်းလဲသွားတယ်သူကတကားပေါင်ကိုမိပြီးရိုင်ငနေဖြစ်သွားတယ်လို့ပဲဒါနန်းရဲ့အိတ်ကလေးမဟုတ်လားအဖိုးအိုကတုံတုံရီရီနဲ့လမ်းယူလိုက်တယ်သူအိတ်ကိုပွေဖက်ပြီးမျက်ရည်တွေစီးကြလာတယ်သမီးလေးပြန်လာပြီလားဦးလေးဒီအိတ်ပိုင်ရှင်ကဦးလေးသမီးလားကျွန်တော်မေးလိုက်တယ်ဟုတ်တယ်မောင်ရင်ဒါဦးလေးရဲ့သမီးနန်းဟန်ရဲ့အိတ်ကလေးသူပျောက်သွားတာ3နှစ်ရှိပြီကွယ်ဒီနေ့ထိတရင်အစားအနာမရခဲ့ဘူးအခုမှသူ့ပစ္စည်းပြန်ရောက်လာတာ3နှစ်တဲ့လားကျွန်တော်နဲ့ဆိုင်လုံးမျက်လုံးပြူသွားတယ်ခုနကကားပေါ်တင်လာတဲ့မင်းကလေးကလွင်ခဲ့တဲ့3နှစ်ကတည်းကပျောက်ဆုံးနေတဲ့လူတစ်ယောက်ပေါ့ဒါဆိုဦးလေးသမီးကဘေးသွားတာလေသူကျိုင်းတုံကိုစာမွေးဝဲသွားဖြစ်မယ်ဆိုပြီးထွက်သွားတာပြီးတော့ပြန်မလာတော့ဘူးရဲစခန်းမှာတိုင်ထားပေမဲ့ဘာအသေးလွန်စားမှမရဘူးလူတွေကတော့ပြောကြတယ်သူကောင်လေးတစ်ယောက်နဲ့ခိုးရလိုက်ပြေးသွားတာနေမှာပါတဲ့ဦးလေးကအိတ်ထဲကငါးများချိန်နဲ့ကြောက်စိမ်းဖျားကိုထုတ်ကြည့်ပြီးရှိုင်ငိုတယ်ဒါပေမဲ့ဦးလေးမယုံနိုင်ဘူးနန်းကလိမ်မဲ့ကလေးမဟုတ်ဘူးဒီငါးများချိတ်ကသူ့ကိုပေးထားတဲ့လက်ဆောင်သူဒါကိုအမြဲဆောင်ထားတာအခုဒီအိတ်ပြန်ရောက်လာပြီဆိုတော့သူတခုခုဖြစ်နေပြီထင်တယ်အဲ့ဒီအချိန်မှာပဲအိမ်ဘောတက်စီကနေအတန်တစ်ခုကြားလိုက်ရတယ်ဖြစ်တင်းမောက်တကော်ရက်တစ်ခုပွင့်သွားပြီးလိုက်ကားစားအဖြူအောင်လေးလေးတိုင်းလို့လွန်ပါလာတယ်ဆရာဟိုမှာဆိုင်လုံးကကျွန်တော်ပခုံးကိုဆွဲပြီးအပေါ်တက်ကိုမင်းငေါ်ပြတယ်ဖြစ်တင်းပေါက်ပေါင်မှာအနီအောင်ထီကလေးတစ်လက်တင်ထားတာကိုလာရအောင်မှတေးသေးချာချာကြီးမြင်လာရတယ်ဒီထီကခုနကကျွန်တော်တို့ကားပေါ်မှာတွေ့ခဲ့တဲ့ထီနဲ့တပုံစံနဲ့ဒါပေမဲ့အဖိုးကအတားကိုမမြင်ဘူးသူကအိတ်ကလေးကိုပဲငေးကြည့်နေတယ်
ဦးလေးအိမ်မော်မှာလူရှိလားကျွန်တော်မေးလိုက်တယ်မရှိပါဘူးမောင်ရင်ရဲ့ဦးလေးတယောက်တည်းနေတာသမီးပြောက်သွားကြတဲ့ကဒီအိမ်ကြီးက6ကက်နေတာပါဒါဆိုအပေါ်တက်ကထီကဘလို့ရောက်နေတာလဲပြီးတော့အိတ်ထဲမှာပါတဲ့စာရွက်ကနောင်တုံကန်အကြောင်းရေးထားတာမဟုတ်လားဦးလေးသမီးပြောက်သွားတော့ကဘသူနဲ့နောက်ဆုံးတွေ့ခဲ့တာလဲအဲ့ဒီနေ့ကသူ့တငယ်ချင်းဆိုင်းတော်ဆိုတဲ့ကောင်လေးလာခေါ်သွားတာဒီကောင်လေးကတော့ပြောတယ်ကားဂိတ်မှာပုတ်ပေးခဲ့ပါတယ်တဲ့ဒါပေမဲ့ဦးလေးကြီးရဲ့မျက်နှာတီသွားတယ်အဲ့ဒီဆိုင်းတော်ဆိုတဲ့အကောင်အခုတလောထူးထူးဆန်းဆန်းတွေဖြစ်နေတယ်ညဘက်ဆိုရင်ရေလို့អော်ပြီးရောင်နေတယ်လို့ကြားတယ်သူနေမကောင်းဖြစ်နေတာတလားလောက်ရှိပြီလိပ်စာတွေ့ပြီးတရက်ခန့်မဟုတ်ရင်တော့တဲလွန်စားကမိုင်းဖြတ်မြို့တဲကဆိုင်းတော်ဆိုတဲ့လူစီမှာရှိနေပုံရတယ်အိတ်ကလေးကတက်တီပြလိုက်ပြီးနန်းဟွမ်ခေါ်အနီအောင်ထီပိုင်ရှင်ဟာခိုးရလိုက်ပြေးတာမဟုတ်ဘူးသူမတနေရာမှာရေအောက်တနေရာမှာပိတ်မိနေတာသိကြတယ်မောင်ရင်တို့ကူညီနိုင်မလားဦးလေးသမီးဘာဖြစ်သွားလဲသိကျင်လွန်းလို့ပါအဖိုးအိုရဲ့တောင်းပန်တာကြောင့်ကျွန်တော်ညင်းမရတော့ဘူးပြီးတော့ကားပေါ်မှာရေကြီးနှန်းကလည်းအခုထိမပြောက်သေးဘူးသူမကကျွန်တော်တို့ကိုအကူအညီတောင်းနေတာလေကောင်းပြီဦးလေးမနှက်ဖြန်မနှက်ကြရင်အဲ့ဒီဆိုင်းတော်ဆိုတဲ့လူအိမ်ကိုလိုက်ပြပေးပါကျွန်တော်တို့မေးကြည့်ပေးမယ်မနှက်ခင်း8နာရီမိုင်းဖြတ်မြို့လေးရဲ့မနှက်ခင်းကမြူတွေနဲ့အေးစိမ့်နေတော့မှာပဲကျွန်တော်စပယ်ယာလေးဆိုင်းလုံးနဲ့နန်းဟွမ်ရဲ့အဖေဦးဆိုင်ခမ်းတို့3ယောက်ဦးဆိုင်ခမ်းရဲ့လမ်းညွှန်မှုနဲ့ရက်ကွက်နှစ်ဘက်ကိုထွက်လာခဲ့ကြတယ်ကျွန်တော်တို့သွားမယ့်နေရာကဆိုင်းတော်ရဲ့အိမ်ဆိုင်းတော်ဆိုတာနန်းဟွမ်ပျောက်သွားတော့ကနောက်ဆုံးအတူရှိခဲ့တဲ့ဆိုရဲတရင်ထွက်နေတဲ့လူငယ်ဦးဆိုင်ခမ်းပြောပြချက်အရဆိုင်းတော်ကမြို့ပေါ်ကပွဲစားတယောက်ရဲ့သားစီဝါရေးပြည်လေတဲ့အိမ်ကမှုတာမန်လေဓမားဦးဆိုင်ခမ်းတို့ကသွားမီးမြတ်မှုအခက်အခဲရှိခဲ့ဘူးတဲ့ဆိုပဲရှောက်ပြီးဒါသူ့အိမ်မဲဦးဆိုင်ခမ်းညွန်ပြတဲ့အိမ်ကခြံဝင်းကျကျနဲ့တိုက်အိမ်ကောင်းကောင်းတစ်လုံးဒါပေမဲ့အိမ်ရှိမှာလူတူကင်းမဲ့ပြီးတိတ်ဆိတ်နေတယ်ခြံတကားကိုခောက်လိုက်တော့အသက်50ရဲ့အမျိုးသမီးကြီးတယောက်ထွက်လာတယ်ဆိုင်းတော်ရဲ့အမေဒေါ်နန်းရွှေဘဒူတွေလဲဘာကိစ္စလဲသူမရဲ့မျက်နာကပူပန်တော့ကရောက်နေတဲ့ပုံပဲမျက်ကွင်းတွေညိုမဲနေပြီးအိမ်ရေးပြတ်ထားပုံရတယ်ဦးဆိုင်ခမ်းကရှေ့ထွက်ပြီးပြောလိုက်တယ်ကျွန်တော်ဆိုင်ခမ်းမှာနန်းဟွမ်ရဲ့အဖေပါသမီးလေးကိစ္စမေးစရာရှိလို့ပါဒေါ်နန်းရွှေကမျက်နာပြတ်သွားတယ်တကားကိုပြန်ပိတ်ဖို့လုပ်ပြီးမဲ့ကျွန်တော်ဝင်ပြောလိုက်တယ်အတော်ကျွန်တော်တို့ကဒီအိတ်ကလေးလာပေးတာပါဆိုင်းတော်ပစ္စည်းဖြစ်မယ်ထင်လို့ကျွန်တော်လက်ထဲကအနီအောင်ရှမ်းအိတ်ကလေးကိုမြောက်ပြလိုက်တယ်အဒီအိတ်ကိုမြင်လိုက်တာနဲ့ဒေါ်နန်းရွှေမျက်လုံးတွေပြူးကျဲသွားပြီးလက်တွေတုံလာတယ်ဒါအိမ်မောကကောင်လေးပြောနေတဲ့အိတ်ပဲသူမနှကန်းတွေတုံရင်နေတယ်ဝင်ခဲ့ကြငါတောက်ကိုကြပါအောင်သူညာတိုင်းဒီအိတ်အကြောင်းပဲရှောင်နေတာကျွန်တော်တို့အိမ်မော်တက်ကိုတက်ခဲ့ကြတယ်လေကားတွေတက်နေရင်းနဲ့ကျွန်တော်ထပ်ပြီးတတိထားမိလိုက်တယ်ကားပေါ်မှာရခဲ့တဲ့ရှေကြီးနှန်းနဲ့နှုံးနဲ့အိမ်ပေါ်တက်ရောက်လေအနန်းကပူပြင်းလေပဲတားရီဧည့်သည်တွေလာတယ်ဒေါ်နန်းရွှေကအခန်းတကားတစ်ခုကိုဖွင့်ပေးလိုက်တယ်အခန်းထဲမှာပြတင်းပေါက်တွေအကုန်ပိတ်ထားပြီးမဲမောင်နေတယ်ကတင်ပေါ်မှာလူတယောက်ဆောင်းနေပတ်ပြီးကွေးနေတယ်ရေပေးပါဆောင်းမုံကြားတဲ့ကအတန်ကအကွဲပြီး6ကန်းနေတယ်ကျွန်တော်တို့အနားတွားကြည့်လိုက်တော့ကတင်ပေါ်မှာလဲနေတာဆိုင်းတော်မြင်ချင်းကျွန်တော်လန့်သွားတယ်ဆိုင်းတော်ရဲ့ခန္ဓာကိုယ်ကဖောရောင်နေတယ်ရေမွန်းထားတဲ့လူတယောက်လိုမျက်နာတွေလက်တွေကဖောင်းပွားပြီးဖြူဖက်ဖြူရောဖြစ်နေတယ်ဒါပေမဲ့ပါဇက်ကတော့ရေငက်တယ်လို့အော်နေတယ်ဆိုင်းတော်ငါဦးဆိုင်ခမ်းလေငါသမီးပဲမလဲဦးဆိုင်ခမ်းကဒေါရတကြီးမေးလိုက်တယ်ဆိုင်းတော်ကမျက်လုံးဖွင့်ကြည့်တယ်သူ့မျက်လုံးတွေကတွေးကြောတွေပေါက်ပြီးနီးရဲနေတယ်ဦးဆိုင်ခမ်းကိုမြင်တာနဲ့သူအိပ်ယာပေါ်ကနေအတင်းကုန်းထားဖို့ကြိုးစားတယ်ဦးလေကျွန်တော်မလုပ်ဘူးသူပြန်လာပြီးဆိုင်းတော်ကအခန်းနောက်တနေရာကိုလက်ညှိုးထိုးပြတယ်အဲ့ဒီတောင်မှဘာမှမရှိဘူးဗီဒီယိုဟောင်းတစ်လုံးပဲရှိတယ်ဒါပေမဲ့ဗီဒီယိုအောက်ခြေမှာရေကွက်တွေစိုးနေတာကိုကျွန်တော်တွေးလိုက်တယ်ဆိုင်းတော်ဒီမှာကြည်စမ်းဒီအိတ်ကိုမင်းမှတ်မိလား
ကျွန်တော်ကအနီရောင်အိတ်ကလေးကိုဂရင်မော်ပြစ်တင်ပေးလိုက်တယ်အိတ်ကလေးကိုမျက်နှာနဲ့ဆိုင်းတော်ကအာကနေအော်ပြီးဂရင်အောက်ကိုလိမ့်ချလိုက်တယ်သူကြောက်လွန်းလို့တုန်နေတာတကိုယ်လုံးပဲယူသွားပြန်ယူသွားသူလာနေပြီအနီရောင်ထီးနဲ့လာနေပြီမင်းငါသမီးကိုဘာလုပ်လိုက်တာလဲပြောစမ်းဦးဆိုင်ခမ်ကဆိုင်းတော်ရဲ့အင်ကြီးကော်လန်ကိုဆွဲမာတယ်ဆိုင်းတော်ကငိုယိုပြီးပြောတယ်ကျွန်တော်တို့စကားများကြတာသူချော်ကြသွားတာကျွန်တော်မရည်ရွယ်ပါဘူးဘေးနားမှာချော်ကြတာလဲနောင်တုံကန်မဟုတ်ဘူးဟိုကြောက်တိုင်ခွေအောက်ကကြောက်ထဲမှာကြောက်တိုင်ခွေမင်းညကကောင်းမောင်းလာရင်တောင်မပြင်းစင်းသွားတဲ့နေရာခြေတော့မြေမထိပဲကြောက်ကမ်းမဘက်လမ်းလျှောက်သွားတဲ့နေရာကျွန်တော်ကြောက်လို့သူ့ကိုရေကန်နဲ့ပစ်ချခဲ့တာဆိုင်းတော်စကားမဆုံးခင်မှာပဲအခန်းထဲကမီလုံးကလင်းလိုက်မိတ်လိုက်ဖြစ်သွားတယ်လေပြင်းတစ်ချက်အခန်းထဲဝူကနေတိုးဝင်လာပြီးပိတ်ထားတဲ့ပြတင်းပေါက်တကားရွက်တွေဒိုင်းကနေပွင့်သွားတယ်ဆိုင်းတော်ရဲ့ပါကိုမမြင်ရတဲ့လက်တစ်ဖက်ကရိုက်လိုက်တယ်လို့ခုကောင်းလေထွက်သွားတယ်။ပါပေါ်မှာလက်ရအနီအောင်ပြီးခင်းကနေပေါ်လာတယ်။ကဲကြပါသူရောက်လာပြီးနန်းရောက်လာပြီးဆိုင်းတော်အော်ဟစ်ပြီးအမေဖြစ်သူနောက်ကျောမှာဝင်ပုံနေအခန်းထဲမှာတော့တော်ပန်းနဲ့တွေလှိုင်ကနေထွက်ပေါ်လာပါတော့တယ်။ပြတင်းပေါက်တွေပွင့်ထွက်သွားပြီးလေပြင်းတွေတိုက်ခတ်နေတဲ့အခန်းထဲမှာအားလုံးငြိမ်သက်နေကြတယ်။ကြောင်လန့်တကြားအော်ဟစ်နေတဲ့ဆိုင်းတော်ရဲ့အတန်ကလွဲရင်ပေါ့။တော်ကြပါတော့ဆိုင်းတော်ရဲ့အမေတော်နန်းရွှေကတားဖြစ်သူကိုဖတ်ပြီးငိုယိုတောင်းပန်နေဦးဆိုင်ခမ်းကတော့ဒေါရတကြီးနဲ့ဆိုင်းတော်ကိုထိုးချိတ်ဖို့ရွယ်နေတော့မယ်ဦးလေးစိတ်ထိမအောင်ကျွန်တော်ဝင်ဆွဲလိုက်ရတယ်အခုဆိုင်းတော်ကိုတက်လိုက်လို့ဦးလေးသမီးပြန်မလာနိုင်တော့ဘူးအရေးကြီးတာကသမီးရဲ့အလောင်းကိုပြန်ရှာပြီးကောင်းကောင်းမွန်မွန်တကြိုပေးဖို့ပဲဒါမှတူးဝင်းညင်ကျွတ်လွတ်မှာကျွန်တော်စကားကြောင့်ဦးဆိုင်ခမ်းအန်ကိုတင်းတင်းကြိတ်ပြီးလက်သီးကိုလျှော်လိုက်တယ်သူမျက်ဝင်းထဲမှာဒေါရထက်သမီးအတွက်ပူဆွေးမှုကပူများနေရှာတယ်မင်းလိုက်ခဲ့ရမယ်ငါသမီးကိုမင်းဘယ်နေရာမှာပြစ်ချခဲ့လဲဆိုတာလိုက်ပြရမယ်ဦးဆိုင်ခမ်းကဆိုင်းတော်ကိုလက်ညှိုးထိုးပြီးအမိန်ပေးတယ်ဆိုင်းတော်ကခေါင်းခါတယ်မလိုက်ရဲဘူးကျွန်တော်မလိုက်ရဲဘူးဟိုနေရာမှာသူရှိနေတယ်မင်းမလိုက်ရင်ဒီနေရာမှာလည်းသူ့လက်ချက်နဲ့တေးလိမ့်မယ်မင်းဘာကလက်ရကိုကြည်စမ်းကျွန်တော်ပြောလိုက်တော့ဆိုင်းတော်သူ့ဘာကိုစမ်းကြည့်တယ်ပါတစ်ဖက်လုံးပူလောင်နေပြီးလက်ဝါးရအနီရောင်ကြီးကထင်းနေပြီးနောက်ဆုံးတော့ဒေါ်နန်းရွှေကပါဝိုင်းပြောမှဆိုင်းတော်တယောက်တုံတုံရင်ရင်နဲ့လိုက်ဖို့တဘောတူတယ်ကျွန်တော်တို့ရဲစခန်းကိုဖုန်းဆက်အကြောင်းကြားပြီးရဲရာရှိ2ဦးနဲ့အတူအခင်းဖြစ်ပွားရာကြောက်တိုင်ကွေးစီကိုထွက်လာခဲ့ကြတယ်နေ့လယ်17နာရီဝန်းကျင်နေအောင်ကြီးရှိနေပေမဲ့မိုင်းဖြတ်တာလီလမ်းမိုင်းကတော့အုံမိုင်းနေတော့မှပဲကျွန်တော်ကားပေါ်မှာဆိုင်းတော်ဦးဆိုင်ခမ်းနဲ့ဆိုင်းလုံတို့ပါလာပြီးနောက်ကရဲကားတစ်စီးလိုက်လာတယ်ကားမောင်းနေရင်နောက်ကြီးမှန်ကနေဆိုင်းတော်ကိုကြည့်လိုက်မိတယ်သူကတုံနေတယ်မျက်လုံးတွေကိုစုံမိတ်ထားပြီးပါးစပ်ကတွတ်ရွှတ်နေတယ်ဟိုတစ်ပင်အောင်မှာဆိုင်းတော်ရုတ်တရက်မျက်လုံးဖွင့်ပြီးလမ်းဘေးတစ်ပင်ကိုလက်ညှိုးထိုးပြတယ်။ဘာဖြစ်လို့လဲ။ဆိုင်းလုံကလန့်ပြီးမေးတယ်။သူရက်နေတယ်ထီးအနီနဲ့ကျွန်တော်တို့လှမ်းကြည့်လိုက်ပေမဲ့ဘာမှမတွေ့ရဘူး။တစ်ပင်ရိပ်ပဲရှိတယ်။ဒါပေမဲ့ကားထဲမှာတော့ရေနီးနှန်းကပြန်ရလာပြီးဒီကောင်လိန်နေတာမဟုတ်ဘူး။သူမြင်နေရတာသိကြတယ်။ရောက်တော့မယ်ရှေ့ကအကွေပဲကျွန်တော်ကားကိုအရှိန်လျှော့လိုက်တယ်။မင်းညကကောင်းမလေးဆင်းသွားတဲ့နေရာကြောက်တိုင်ကွေကားကိုလမ်းမေးချရက်လိုက်တာနဲ့ရဲတွေရောကျွန်တော်တို့ပါအောက်ဆင်းလိုက်ကြတယ်ဒီနေရာလားရဲအုပ်ကမေးတယ်ဆိုင်းတော်ကကားပေါ်ကမဆင်းရဘူးအတင်းဆွဲချမှဆင်းလာတယ်သူကလမ်းဘေးကာရီတိုင်လေးတစ်ခုနားကိုလက်ညှိုးထိုးပြတယ်ဟိုနေရာကနေတွန်းချလိုက်တာကျွန်တော်တို့အားလုံးအဲ့ဒီနေရာကိုတွားကြည့်ကြတယ်အောက်မှာကမတ်ဆောက်တဲ့ကြောက်ကမ်းမကြီးပေ300လောက်နက်မယ်ထင်တယ်ကြောက်အောက်ချီမှာတော့တစ်ပင်တွေထူထပ်နေပြီးကြောက်ဆောင်တွေကြားမှာရေစီးကြောင်းလေးတစ်ခုရှိပုံရတယ်ရေစီးတံတက်တက်ကြားနေရတယ်လွန်ခဲ့တဲ့3နှစ်ကကျွန်တော်တို့စကားများကြရင်ကျွန်တော်စိတ်တူပြီးတွန်းလိုက်တာသူဟိုကြောက်တုံးပေါ်ပြုတ်ကျပြီးငြိမ်သွားတယ်ကျွန်တော်ကြောက်လို့အောက်ထိဆင်းပြီးရေအိုင်ထဲဆွဲချလိုက်တာဆိုင်းတော်ရဲ့ဝန်ခံစကားကြောင့်ဦးဆိုင်ခမ်းဒူးထောက်ကျသွားတယ်
သမီးလေးအဖေသမီးလေးဒီလောက်အေးတဲ့နေရာမှာ3နှစ်လုံးနေခဲ့ရတာလားဦးဆိုင်ခမ်းမြဲငိုရန်ကတောင်ကြားတစ်ခုလုံးပေတင်ထပ်သွားတယ်လေပြင်းတစ်ချက်ဝူးကနေတိုက်ခတ်လာတယ်ကြောက်ကမ်းမအောက်ကတရွက်တွေလှုပ်ခါသွားပြီးအောက်ခြေစီကနေအတန်တန်ပြန်ကြားလိုက်ရတယ်ကဲကြပါလူအများစုကလေတိုးတန်လို့ထင်မိမဲ့ကျွန်တော်နဲ့ဆိုင်းလုံးကတော့တေချာပေါက်ကြားလိုက်ရတာပါဒါမင်းကလေးတယောက်ရဲ့အတန်စင်းကြမယ်ကျိုးရီယူခဲ့ရဲအုပ်ကအမိန်ပေးလိုက်တယ်ကျွန်တော်ကားနောက်ကမော်တော်ဘီကယ်ကျိုးခွေကိုထုတ်လိုက်တယ်ဒီနေ့တော့3နှစ်ကြာဖုံးကွယ်ထားတဲ့လှည့်ဝက်ချက်ကိုဒီကြောက်ကမ်းမအောက်ခြေမှာရှာဖွေရတော့မယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတခုတန်တရားဖြစ်နေမိတယ်3နှစ်တောင်ကြာပြီဆိုတော့အလောင်းကအယိုးပဲကြံတော့မှလေဒါဆိုမင်းညာကကားပေါ်ပါလာတဲ့ရေရီဆူရွှဲနေတဲ့အကောင်ထဲကြီးကဘာလဲပြီးတော့အိတ်ထဲမှာပါလာတဲ့ငါးမြကျိတ်အဲ့ဒါကဘာတဘောလဲကျွန်တော်ကျိုးကိုခါမှပတ်ရင်ကြောက်ကမ်းမအောက်ကိုငုံကြည့်လိုက်တယ်အောက်ခြေကရေအိုင်ဆက်မှာအနီရောင်အရေးတစ်ခုကိုခရေးရေးလှမ်းမြင်လိုက်ရတယ်လို့ပဲကျွန်တော်အရင်စစ်မေကျွန်တော်ခါမှကျိုးကိုတေးချချပြီးရဲရာရှိကိုပြောလိုက်တယ်ရဲရာရှိကိုအောင်ကျော်ကခေါင်းငိမ့်ပြီးနောက်ကနေလိုက်ဆင်းမှုပြင်းနေကြောက်ကမ်းမကမတ်ဆောက်လွန်းလို့ခြေကုပ်စရာနေရာတိတ်မရှိဘူးကြောက်ဆောင်တွေကရင်းညိတွေတက်ပြီးချောနေတော့ခြေချောမကြအောင်တတိထားနေရတယ်ဖနန်းနဲ့ကြောက်ဆောင်ထိခတ်တန်တွေကတိတ်ဆိတ်နေတဲ့တောင်ကြားထဲမှာပဲ့တင်ထက်နေတယ်အောက်ကိုဆင်းလေတူးကပူအေးလေပဲနေအောင်ကြီးကတစ်ပင်အုပ်တွေကြောင့်အောက်ခြေကိုမရောက်နိုင်လို့ပဲမှောင်ရိပ်တန်းနေတယ်ပေတရာလောက်ဆင်းပြီးတဲ့အချိန်မှာကျွန်တော်နှာခေါင်းထဲကိုအနက်တစ်ခုတိုးဝင်လာတယ်တော်ပန်းနဲ့မင်းညာကကားပေါ်မှာရခဲ့တဲ့အနက်ဒီနေရာမှာတော်ပန်းမင်းတွေမရှိဘဲနဲ့ဒီအနက်ကဘဲကလာတာလဲကိုတက်ပိုင်ဘာတွေ့လဲအပေါ်ကနေဆိုင်းလုံးလှမ်းအော်မိတယ်မတွေ့သေးဘူးနည်းနည်းလူသေးတယ်ကျွန်တော်အောက်ကိုဆက်ဆင်းလာခဲ့တယ်နောက်ဆုံးတော့ကြောက်အောက်ခြေကရေစီးချောင်းလေးနာကိုရောက်လာတယ်ချောင်းကမကျဲပေမဲ့ရေစီးတန်တယ်ကြောက်တုံးကြီးတွေကြားထဲမှာရေအိုင်ငယ်လေးတွေဖြစ်နေတယ်ဟိုမှာကျွန်တော်ဓမီနဲ့ထိုးကြည့်လိုက်တော့ကြောက်ဆောင်နှစ်ခုကြားမှာညက်နေတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်အနီရောင်ထီကလေးထူးဆန်းတာက3နှစ်လောက်ကြာပြီဖြစ်တဲ့ထီတလက်ကအယောင်မလွတ်မဲတောက်နေတော့ထီကပွင့်လျက်တာအနေအထားနဲ့ကြောက်တုံးကြားမှာညှိနေတာကိုအောင်ကျော်ဒီဘက်မှာရဲရာရှိကိုအောင်ကျော်လဲဆင်းလာပြီးကျွန်တော်နားရောက်လာတယ်ကျွန်တော်တို့နှစ်ယောက်ထီနာကိုတဖြည်းဖြည်းတိုးကပ်သွားတယ်ထီရဲ့အောက်မှာရေဆက်ဆက်မှာလူတယောက်ရဲ့အယိုစုကကြောက်တုံးကိုဖတ်ထားတယ်လို့မှောက်လျက်တာဖြစ်နေတယ်အဝတ်အစားတွေကဆွေးမြေးနေပြီဖြစ်ပေမဲ့ရှမ်းအင်ကြီးအပြာရောင်ဆုပ်ဆုပ်ပြက်ပြက်လေးကိုတော့မှတ်မိနေတော့မယ်။သပင်ရှည်ကြီးတွေကရေထဲမှာမျောပါနေတယ်။ဖျားတကယ်ရှိနေတာပဲ။ကိုအောင်ကျော်ကလက်အုပ်ချလိုက်တယ်။ကျွန်တော်ကတော့ထီးကိုပဲစိုက်ကြည့်နေမိတယ်။ဒီထီးကအယိုးစုကိုမိုးထားတယ်လို့မျိုးအပေါ်ကနေအုံမိုးပေးထားတာ။ပြီးတော့ထီးပေါ်မှာရေစက်တွေလက်နေတယ်။မူးမရွာပဲနဲ့ဒီထီးကဆိုနေတယ်။ဒါနန်းဟွမ်မဲဖြစ်မယ်ကျွန်တော်တိုးတိုးလေးရေရွလိုက်တယ်3နှစ်လုံးဒီအေးတန်ဒီရေတန်းမှာတယောက်တည်းနေကြရရှာတာသူ့အဖေစီကိုပြန်ကျန်လွန်းလို့ကျွန်တော်ကားကိုတားပြီးအကူညီတောင်းခဲ့တာပဲကဲအလောင်းကိုတဲဖို့လုပ်ကြမယ်အပေါ်ကိုအိတ်ရင်ပြစ်ချခိုင်းလိုက်ကိုအောင်ကျော်ကအပေါ်ကိုလှမ်းអော်ဖို့ပြင်လိုက်တယ်အဲ့ဒီအချိန်မှာပဲအပေါ်ကြောက်ကမ်းမထိတ်စီကနေလူတယောက်ရဲ့အော်ရန်နဲ့ကြီးကြားလိုက်ရတယ်ဆိုင်းတော်ရဲ့အတန်မလာနဲ့သွားဆိုင်းတော်ကတစုံတယောက်ကိုကြောက်လန့်တကြားအော်ဟစ်မောင်းထုံနေတဲ့အတန်မျိုးပြီးတော့ဝုန်းဆိုတဲ့အတန်ကြီးတစ်ခုကြောက်တုံးကြီးတုံးအပေါ်ကနေပြုတ်ကျလာတယ်လို့အတန်ဟဲ့လူတွေဘာဖြစ်တာလဲကိုအောင်ကျော်လှမ်းမိတယ်ဆရာကြီးလောက်ပါအောင်ဆိုင်းတော်ခုန်ချသွားပြီဆိုင်းလုံးရဲ့အတန်ကတုံရင်ပြီးငိုတံပါနေတယ်ကျွန်တော်နဲ့ကိုအောင်ကျော်မျက်လုံးချင်းစုံမိသွားကြတယ်။ဆိုင်းတော်ခုန်ချလိုက်ပြီးတယ်လား။ဒါမှမဟုတ်တစုံတယောက်ကတွင်းချလိုက်တာလား။ပြောရင်းဆိုရင်နဲ့ကျွန်တော်တို့နဲ့ဂိုင်း90လောက်အကွာကကြောက်ဆောင်မော်ကိုလူတယောက်ပြုတ်ကျလာတယ်။ဆိုင်းတော်သူခန္ဓာကိုယ်ကကြောက်တုံးနဲ့ရိုက်မိပြီးရစရာမရှိအောင်ဖြစ်နေပြီ။ဒါပေမဲ့သူမျက်နှာကကျွန်တော်တို့ရှိရာဘက်နန်းဟမ်ရဲ့အယိုးစုရှိရာဘက်ကိုလှည့်လျက်တာဖြစ်နေတယ်။
သူ့မျက်လုံးတွေကပြူကျဲပြီးကြောက်ရွံ့ခြင်းတွေနဲ့ပြည့်နှက်နေတယ်သူ့လက်ပင်မှာလက်ရာအနီရောင်ကြီးတစ်ခုထင်းနေတယ်ဒါအပေါ်ကနေပြုတ်ကျလို့ဖြစ်တဲ့ဒဏ်ရာမဟုတ်ဘူးတစုံတစ်ယောက်ကလေပင်ကိုညှစ်ပြီးပြစ်ချလိုက်တဲ့လက်ရာတောင်ကြားထဲမှာလေပြင်းတွေဝူကနေထက်တိုက်လာတယ်နန်းဟွမ်ရဲ့အယိုးစုကိုမိုးထားတဲ့အနီရောင်ထီကလေးကလေတိုက်လို့လှုပ်ခါသွားပြီးချောင်းရည်တွေကိုဖြည်းဖြည်းချင်းမျောပါသွားတော့တယ်ကြောက်ဆောင်ကြားကနေပဲ့တင်တဲ့တစ်ခုထွက်ပေါ်လာတယ်ကျေးဇူးတင်ပါတယ်အတန်ကအေးဆက်ဆက်ဒါပေမဲ့ကျဉ်နဲ့သွားတဲ့အတန်မျိုးကျွန်တော်ခေါင်းမွေးတွေထောင်ထားသွားတယ်ဒီအတန်ကကားပေါ်မှာကြားခဲ့ရတဲ့ကောင်မလေးရဲ့အတန်ပါပဲနေ့လယ်2 နာရီကျော်လောက်မှာကြောက်ကမ်းမအောက်ကအလောင်းတွေကိုအပေါ်ဆွဲတင်နိုင်ခဲ့တယ်ပထမဆုံးရောက်လာတာကတော့မကြခင်ကမှအောက်ကိုပြုတ်ကျသွားတဲ့ဆိုင်းတော်ရဲ့အလောင်းကြောက်ဆောင်တွေနဲ့ရိုက်မိထားလို့ခန္ဓာကိုယ်ကဆုပ်ပြတ်နေပြီးလက်ဝင်းမှာထင်ကျန်နေတဲ့အနီရောင်လက်ရာကြီးကကြီးအောင်ဆိုးလွန်းနေရွာကန်တွေနဲ့ရဲတွေကတော့ပြုတ်ကျတဲ့အရှိန်နဲ့တစ်ကိုင်းကြီးတာနေမှာပါလို့မှတ်ချက်ချပေမဲ့ကျွန်တော်နဲ့ဆိုင်းလုံကတော့အမှန်တရားကိုသိနေတယ်ဒါလက်စားချေလိုက်တာနောက်ထပ်ပါလာတာကတော့ပီနန်အိတ်နဲ့ထုတ်ထားတဲ့နန်းဟွမ်ရဲ့အယိုးစုအယိုးအိတ်ကိုမြင်လိုက်တာနဲ့အဖေဖြစ်သူဦးဆိုင်ခန်းခမာမြေကြီးပေါ်လူလိမ်ပြီးငိုရှာတယ်3 နှစ်လုံးသမီးပြန်လာမလားလို့မျှော်လင့်ကြရတဲ့ဖခင်တယောက်အခုလိုအယိုးဆွေးအဖြစ်နဲ့ပြန်တွေ့ရတော့ဘယ်ဖြေစင်နိုင်မှမလဲကိုတပိုင်ခမာပြောတဲ့ထီရောရဲရရှိကိုအောင်ကျော်ကချွေးတုပ်ရင်မိတယ်ကျွန်တော်ကြောက်ကမ်းပါအောက်ကိုပြန်ငုံကြည့်လိုက်တယ်ရေစီးတန်နေတဲ့ချောင်းရည်ပြင်ပေါ်မှာဘာအရိပ်ရောင်မှမတွေ့ရတော့ဘူးရေစီးနဲ့မျောပါသွားပြီးထင်တဲ့ကိုအောင်ကျော်ကျွန်တော်တို့အလောင်းသေးဖို့လုံနေတော့ပြုတ်ထွက်သွားတာအေးလေထားလိုက်ပါတော့အမှုပေါ်ပြီပဲတက်တေကန်ပစ္စည်းအနေနဲ့ဒီအယိုးစုနဲ့ဆိုင်းတော်ရဲ့ဝန်ခံချက်လုံလောက်ပါတယ်ရဲရရှိကပေါ့ပါပြောပြီးမြဲကျွန်တော်စိတ်ထဲမှာတော့မတိုးမတန့်ဖြစ်နေတယ်ရှမ်းလူကြီးတွေပြောဘူးတယ်အစိမ့်သေးမတော်တဆဒူးမဟုတ်အသက်ခံရပြီးသေဆုံးသူတွေရဲ့ဝိညာဉ်ဟာသူတို့ဆွဲလန်းတဲ့ပစ္စည်းတစ်ခုခုမှတွေ့ကပ်နေတတ်တဲ့အခုနန်းဟွမ်ရဲ့ဝိညာဉ်ခိုအောင်ခဲ့တဲ့ဒီနေအောင်ထီကရေစီးနဲ့ပါသွားပြီးအဲ့ဒီထီဘယ်ရောက်သွားမလဲဘသူကောက်ရမလဲကဲပြန်စားစို့မိုင်းဖြတ်စေးရုံကိုအရင်ပို့ပြီးရင်ခွဲစစ်ဆေးချက်ယူရမယ်ကျွန်တော်တို့မိုင်းဖြတ်မြို့ကိုပြန်ရောက်တော့ညနေဆောင်နေပြီးရဲစခန်းနဲ့စေးရုံကိစ္စတွေပြီးတော့မူချုပ်သွားတယ်။ဦးဆိုင်ခမ်းကကျွန်တော်တို့ကိုကျေးဇူးတင်လို့သူ့အိမ်မှာပဲညအိပ်ဖို့ခေါ်တယ်။ဒါပေမဲ့ကျွန်တော်ညင်လိုက်တယ်။အဲ့ဒီအိမ်ကြီးက6 ကပ်လွန်းတယ်လို့နန်းဟွမ်ရဲ့အခန်းကိုမြင်ရင်စိတ်မတတ်မှဆိုလိုပါ။ရပါတယ်ဦးလေးရဲ့ကျွန်တော်တို့ကားဂိတ်နာကတဲခိုခန်းမှာပဲအိပ်လိုက်ပါမယ်။မနှက်ဖြန်နိုင်ရေးကိစ္စကြမှာလာကူမယ်လေ။ကျွန်တော်နဲ့ဆိုင်းလုံးမြို့လေကတဲခိုခန်းတစ်ခုမှအခန်းငှားလိုက်တယ်။တနေကုန်ပင်ပန်းထားလို့ရေမိုးချိုးထမင်းစားပြီးတာနဲ့အိပ်ရတဲ့ဝင်ခွေလိုက်ကြတယ်။ဆရာအကုန်ပြီးသွားပြီနော်။ဆိုင်းလုံးကကတင်ဘေးကနေလမ်းမိတယ်။ပြီးပါပြီကွ။ဆိုင်းတော်လည်းသေးပြီးနန်းဟွမ်လည်းသူ့အဖေနဲ့ပြန်တွေ့ပြီးကျန်တာကုလိုရေးပဲ။ကျွန်တော်ပြောတာပြောလိုက်ရတယ်။နှာခေါင်းထဲမှာရေညှိနှံလိုအနံတစ်ခုကရနေတော့မယ်။ဒါစိတ်ဆွဲနေတာဖြစ်မှာပါလို့တွေးပြီးမျက်လုံးမအိပ်လိုက်တယ်။ညတကောင်ကျော်လောက်မှာတကားခောက်တန်ကြောင့်ကျွန်တော်လက်နိုးလာတယ်။ဆိုင်းလုံးကတော့ဟောက်ပြီးအိမ်မောကြနေတော့ကျွန်တော်နာရီကိုကြည့်လိုက်တော့မနက်2 နာရီဒီအချိန်ကြီးဘသူလာတာလဲဘသူလဲကျွန်တော်အတန်ပြုတ်လိုက်ပေမဲ့ပြန်မဖြေဘူး။ခောက်တန်ကတကားဝါကမဟုတ်ဘူး။ပြတင်းပေါင်းစီကကျွန်တော်တို့အခန်းကဒုတိယတက်မှာလေဒုတိယတက်ပြတင်းပေါက်ကိုအပြင်ကနေဘသူကလာခောက်မှာလဲကျွန်တော်ဂရင်းအောက်ကဓမီကိုကောက်ကင်ပြီးပြတင်းပေါက်နာတိုးသွားတယ်လိုက်ကကြားကနေအပြင်ကိုခြောင်ကြည့်လိုက်တယ်လမ်းမီအောင်မှင်ပြအောက်မှာတဲခိုကန်အောက်ထက်ကျွန်တော်တို့ရပ်ထားတဲ့ကားပင်မှာလူတယောက်ရက်နေတယ်မိန်းကလေးတယောက်ရှက်အင်းကြီးအပြာရောင်လေးနဲ့သူမကကားကိုကြော်ပေးပြီးရက်နေတာဒါပေမဲ့ထူးခြားတာကသူမရဲ့လက်ထဲမှာအနီရောင်ထီကလေးတစ်လက်ဆောင်းထားတယ်ကျွန်တော်ရင်ဘတ်တစ်ခုလုံးအေးခဲသွားတယ်ဒီထီနေ့လေဟာကြောက်ကမ်းမအောက်ကရေစီးနဲ့မျောပါသွားတာလေဘာလို့ဒီကားဘေးကိုပြန်ရောက်နေရတာလဲပြီးတော့အဒီမင်းကလေးကဖြည်းဖြည်းချင်းခေါင်းလဲလာတယ်မျက်နာကိုမမြင်ရပေမဲ့သူမရဲ့နှာခမ်းတွေလှုပ်နေတာကိုကျွန်တော်အတိုင်းသားမြင်လာရတယ်မပြီးသေးဘူး
စကားတည်းမကြားရပေမဲ့နှကန်းလုံးပိုကိုဖက်လိုက်ရတဲ့အခိုက်အတန့်မှာအခန်းထဲကမီးလုံးကဖြတ်ခနဲပြတ်သွားတယ်။အခန်းထဲမှာပန်းနှံတွေလှိုင်ကနေထွက်ပေါ်လာပြီးရေစက်တစ်ဆက်ဆက်ကျလာတဲ့အတန်တွေကကျွန်တော်ကရင်ဘေးနားစီရောက်လာပါတော့တယ်။အခန်းမီးလုံးပြတ်သွားတာနဲ့တပြိုင်နက်ပတ်ဝန်းကျင်တစ်ခုလုံးအမောင်တူတဲ့နင်းမြုပ်သွားတယ်။ကျွန်တော်ရဲ့နှလုံးခုန်နှံကရင်ဘတ်ထဲကနေဖောက်ထွက်မတန်မြည်နေတယ်။ကျွန်တော်ကရင်ပေါ်မှာငြိမ်ကုန်နေမိပေမဲ့အာယုံခံစားမှုတွေကတော့ပိုပြီးထက်မြက်လာတယ်။အမောင်ထဲမှာအနံ့တွေကပိုပြင်းလာတယ်။တော်ပန်းရိုင်းနဲ့အစာကတင်းတင်းလေးမွေးနေပေမဲ့အခုတော့အနံ့ကပြင်းလွန်းလို့အသက်ရှူရခက်လာတယ်။ပန်းနှံနဲ့အတူရောထွေးပါလာတာကရေညှိနှန်းနဲ့ရွှွန်နဲ့ကြောက်ကမ်းမအောက်ခြေကနှစ်ချို့နေတဲ့ရေပုံနှံကြီးရေဆက်လက်ကြတဲ့ကကျွန်တော်တို့အခန်းတကားဝါစီကနေကြားလိုက်ရတယ်ပြီးတော့တကားဖွင့်နေကျွန်တော်တကားကိုချက်ချထားခဲ့တာတေးကြပါလျက်နဲ့တစ်သားတကားကဖြစ်ဖြစ်ချင်းပွင့်လာတယ်ဆရာဘေးကရင်ကဆိုင်းလုံးကတုံတုံရီနဲ့လမ်းခေါ်တယ်သူ့အတန်ကငိုတံပါနေတယ်ကျွန်တော်ခြေထောက်ကိုတယောက်ယောက်လာကိုင်းနေတယ်ကျွန်တော်တက်မီကိုဖုံးဖို့ကြိုးစားပေမဲ့တက်မီကမလင်းဘူးဘက်ထရီကုန်နေတယ်လို့မျိုးရုတ်တရက်ပြတင်းပေါက်ကနေလာရောင်ဖြောဝင်လာတဲ့အချိန်မှာကျွန်တော်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အတန်အောင်မထွက်နိုင်တော့ဘူးဆိုင်းလုံးရဲ့ကရင်ချေရင်မှာအနီရောင်ထီကလေးတစ်လက်ကိုဖွင့်ဆောင်ထားတဲ့လူတစ်ယောက်ထိုင်နေတယ်သူကအနီရောင်တောက်ဒါပေမဲ့ထီစားရီကနေရေတွေတွဲကျနေတယ်အဲ့ဒီရေတွေကကြမ်းမြင်ပေါ်မှာအိုင်ထွန်းလာပြီးကျွန်တော်ကရင်အောက်ထိဆင်းလာတယ်အကိုတို့ကျမကိုဂတိပေးထားတယ်လေအတန်ကရေခဲရိုက်ထားတယ်လို့အေးဆက်ဒါပေမဲ့နာကျင်မှုတွေပြင်းထန်နေတဲ့အတန်ကျမပစ္စည်းကိုပို့ပေးမယ်ဆိုဘာလို့ထားခဲ့တာလဲညီမလေးအကိုတို့ပို့ပေးပြီးပြီလေညီမလေးအဖေလက်ထက်အခက်ပြီးပြီလေကျွန်တော်အာသင်ပြီးပြန်ဖြေလိုက်တယ်ထီအောက်ကလူရိတ်ကမတ်တက်ထားရလိုက်တယ်ထီကိုဖြည်းဖြည်းချင်းမော်လိုက်တဲ့အခါဖယားမျက်နှာမရှိဘူးမျက်နှာနေရာမှာရေညှိတွေရွှွန့်တွေဖုံးနေပြီးမျက်လုံးနေရာမှာအပေါက်ကြီးနှစ်ပေါက်ဖြစ်နေတယ်ပါဇက်ကတော့ပြာနှမ်းပြီးတုံရင်နေတယ်မဟုတ်ဘူးအဲ့ဒါကျမပစ္စည်းမဟုတ်ဘူးကျမလိုချင်တာဒီထီသူမကလက်ထဲကထီကိုလှုပ်ကိုင်လိုက်တယ်ဒီထီကိုသူတို့ပြူစားထားတာဒီထီရှိနေတွေကျမဘဲမှသွားလို့မရဘူးကျမကိုလွတ်ပေးပါသူမရဲ့အော်ဒန်ကတဲခိုကန်အခန်းကျင်းလေးထဲမှာပဲ့တင်ထပ်သွားတယ်လေပြင်းတစ်ချက်ဝူကနေတိုက်ခတ်လာပြီးအခန်းထဲကပြင်စီတွေလွန့်စင်ကုန်တယ်ရေအိုင်တွေကရုတ်တရက်မြင့်တက်လာပြီးကျွန်တော်ခြေထောက်ကိုအေးခဲသွားစေတယ်ဆိုင်းလုံးကအော်ဟစ်ပြီးလူးလိမ့်နေတယ်သူ့လေပင်ကိုမမြင်ရတဲ့လက်တစ်ဖက်ကညှစ်ထားတယ်လို့မျိုးကျွန်တော်ဘာလို့ရမှန်းမသိတော့တာနဲ့လေပင်ကဖျားပုံတော်ကိုဆွဲဖြုတ်လက်အုပ်ချပြီးအော်ရွတ်လိုက်တယ်တပ်ပီတတာကမ္မတကာညီမလေးအကိုတို့ကူညီပါမယ်မနှက်ဖြန်ကြရင်ဒီကိစ္စကိုဖြေရှင်းပေးပါမယ်အခုတော့လွှတ်ပေးပါအောင်ကျွန်တော်ရဲ့မေတ္တာပူရန်အစုံမှာထင်းနေဆောင်ထားတဲ့ပုံရိပ်ကတဖြည်းဖြည်းနောက်ဆုတ်သွားတယ်သူမကပြတင်းပေါက်ပေါင်းမော်ကိုတက်လိုက်ပြီးအပြင်ဘက်အမောင်တူတဲကိုခုန်ချသွားတယ်ရေထဲကိုလူတယောက်ခုန်ချလိုက်တယ်လို့အတန်ကြီးကြားလိုက်ရပြီးအခန်းထဲကရေတွေကလည်းခြောက်တွေးသွားတယ်မီးလုံးကဖြတ်ခနဲပြန်လင်းလာတယ်ကျွန်တော်နဲ့ဆိုင်လုံးတယောက်ကိုတယောက်ကြည့်ပြီးဘာစကားမှမပြောနိုင်ကြတော့ဘူးဒီညတော့ဘလို့မှအိပ်ပျော်တော့မှမဟုတ်ဘူးမနက်လင်းတာနဲ့ကျွန်တော်တို့နှစ်ယောက်တဲခိုကန်ကနေအမြန်ထွက်ခဲ့ကြတယ်ခေါင်းတွေကကိုက်ခဲ့ပြီးလူကဖျားကျင်တယ်လို့ဖြစ်နေတယ်ဒါပေမဲ့အနားယူလို့မဖြစ်ဘူးမင်းညကနန်းဟွမ်ပြောရတဲ့စကားကအဓိကတဲလွန်စားပဲဒီထီးကိုသူတို့ပြူစားထားတာကျွန်တော်တို့နန်းဟွမ်ရဲ့အဖေဦးဆိုင်ခမ်းရဲ့အိမ်ကိုတန်းမောင်းခဲ့ကြတယ်ဦးဆိုင်ခမ်းကသမီးရဲ့နာရီအတွက်ပြင်ဆင်နေတယ်ကျွန်တော်တို့ကိုမြင်တော့အားတက်တရောစီကြိုတယ်လာကြမောင်ရင်တို့ညကအဆင်ပြေကြရလားမပြေဘူးဦးလေးသမီးမကြွတ်သေးဘူးကျွန်တော်ပွန့်လင်းပဲပြောချလိုက်တယ်ဦးဆိုင်ခမ်းမျက်နှာပြတ်သွားတယ်ကျွန်တော်ကညကအဖြစ်ပြက်ကိုအကုန်ပြောပြလိုက်တယ်ပြီးတော့အရေးကြီးဆုံးမေးခွန်းကိုမေးလိုက်တယ်ဦးလေးအဲ့ဒီအနီရောင်ထီကနန်းဟွမ်ဘဲကရတာလဲဦးလေးဝယ်ပေးထားတာလားဦးဆိုင်ခမ်းကမျက်မှောင်ကျုပ်ပြီးစဉ်းစားတယ်မဟုတ်ဘူးမောင်ရင်
နန်းဟွမ်ကအနီအောင်မကြိုက်ဘူးသူကအပြာရောင်ပဲကြိုက်တာအဲ့ဒီထီကိုသူစကင်တာပြောင်မသွားခင်3ရက်လောက်အလိုကမှသူပြောတာတော့ဆိုင်းတော်လက်ဆောင်ပေးတာဆိုတာပဲဆိုင်းတော်ပေးတာဟုတ်လားကျွန်တော်ဆက်တွေးကြည့်လိုက်တယ်ဆိုင်းတော်ကနန်းဟွမ်ကိုကြိုက်တယ်နန်းဟွမ်ကသူ့ကိုတိတ်မကြည့်ဘူးဒါပေမဲ့ပျောက်သွားကန်ဒီရက်ပိုင်းမှာနန်းဟွမ်ကဆိုင်းတော်နဲ့ရင်းရင်းနှီးနှီးဖြစ်သွားတယ်ပြီးတော့အဲ့ဒီထီနီကိုအမြဲဆောင်းသွားတယ်မူးမရွာလဲဆောင်းတယ်ညဘက်လဲဆောင်းတယ်ဦးလေးဆိုင်းတော်ရဲ့အမေဒေါ်နန်းရွှေကဘာလုပ်တာလဲသူတို့မျိုးရိုးကဘာလဲဦးဆိုင်ခမ်းကတပြင်းချလိုက်တယ်သူ့အတန်ကတိုးသွားတယ်ဒေါ်နန်းရွှေကကျိုင်းတုံဘက်ကဂုံဆရာမျိုးရိုးกว่าသူ့အမေတုံးကနာမည်ကြီးပဲယောက်ျားတွေကိုပြူစားတာစီးပွားလက်လာပါအတွက်အင်းချတာတွေလုပ်တယ်လို့သတင်းထွက်ဖူးတယ်ဒါပေမဲ့ဒေါ်နန်းရွှေကတော့အဲ့ဒါတွေမလုပ်ပါဘူးလို့ပြောတာပဲတေးကြပြီဦးလေးကျွန်တော်လက်သီးကိုစုပ်လိုက်မိတယ်ဆိုင်းတော်ကနန်းဟွမ်ကိုရိုးရိုးကြိုက်တာမဟုတ်ဘူးသူ့အမေရဲ့အကူအညီနဲ့ပြူစားထားတာနေမှာအဲ့ဒီထီနီကရိုးရိုးထီမဟုတ်ဘူးအချစ်ရတရားလှုပ်ထားတဲ့ထီပဲရှမ်းရိုးရာယုံကြည်မှုတွေအရာပစ္စည်းတစ်ခုခုဥပမာထီဖနက်ခေါင်းမီးမှာမနံတွေမန်းမုတ်ပြီးပေးလိုက်ရင်အဒီပစ္စည်းကိုတုံးတဲ့လူကပေးတဲ့လူကိုဆွဲလန်းလာတတ်တယ်ဒါပေမဲ့ဒီအစီရင်ကမှားယွင်းသွားပုံရတယ်ဒါမှမဟုတ်အရန်ပြင်းထန်လွန်းနေသလားနန်းဟွမ်တည်သွားတာတော့သူ့ဝိညာဉ်ကအဲ့ဒီထီမှာတွေ့ကပ်နေတာအဲ့ဒီအစီရင်ကြောင့်မဲနေမှာအခုဆိုင်းတော်တည်သွားပြီဆိုတော့အဲ့ဒီအစီရင်ကိုထိန်းချုပ်မှတ်သူမရှိတော့ပဲဝိညာဉ်ကထီထဲမှာပိတ်မိပြီးဒုက္ခရောက်နေတာဒါဆိုဘလို့လုပ်ကြမလဲမောင်ရင်ရဲ့ဦးလေးသမီးလေးတေးတာတော့ရဲကြနေတော့လားဦးဆိုင်ခမ်းကမျက်ရည်ကျတယ်ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်ဒီကိစ္စကိုဖြေရှင်းဖို့ဆိုင်းတော်ရဲ့အမေဒေါ်နန်းရွှေစီသွားရမယ်သူဘာလုပ်ပေးခဲ့လဲဆိုတာသူအသိဆုံးပဲပြီးတော့ပျောက်သွားတဲ့အဲ့ဒီထီနီကိုပြန်ရှာရမယ်ဒါပေမဲ့ထီကရေထဲမျောပါသွားပြီလေဆိုင်းလုံကဝင်ပြောတယ်မဟုတ်ဘူးဆိုင်းလုံမင်းညကငါတို့အခန်းရှိကိုရောက်လာတဲ့ဆိုကြတဲ့ကအဲ့ဒီထီကရုပ်ဝတ္ထုပစ္စည်းမဟုတ်တော့ဘူးနာနာဘဝပစ္စည်းဖြစ်သွားပြီအဲ့ဒါကိုခေါ်ယူဖျက်ဆီးနိုင်မဲ့ပညာရှင်တယောက်လိုလိမ့်မယ်အဲ့ဒီအချိန်မှာပဲအိမ်ရှိရခွေးတွေထိုးဟောင်းနှံကြားလိုက်ရတယ်ဦးဆိုင်ခမ်းအိမ်ထဲကိုလူတယောက်ဝင်လာတယ်အသက်60ခန့်ရှမ်းမောင်းမီပွားပွားခေါင်းပေါင်းနီနီနဲ့မျက်လုံးတောက်တောက်လူကြီးတယောက်ဆရာဆိုင်ခွန်ဦးဆိုင်ခမ်းကအန်အော်ဒကြီးခေါ်လိုက်တယ်မင်းသမီးကိစ္စငါကြားတယ်သမီးလေးကမကြွသေးဘူးသူ့အတန်ကိုငါဒီမနက်တင်ကြားနေရတယ်ဆရာဆိုင်ခွန်ဆိုတာမိုင်းဖြတ်နေမှာနာမည်ကြီးတဲ့နတ်ဆရာရှမ်းအခွန်မောဆရာတယောက်သူကကျွန်တော်တို့ကိုစူးစူးရဲရဲကြည့်တယ်မင်းတို့ကားသမားတွေမင်းတို့ကားပေါ်မှာရေစက်တွေပါလာတယ်အဲ့ဒီရေစက်တွေကတာမန်ရေမဟုတ်ဘူးသွေးတွေအဲ့ဒီထီနီကမင်းတို့နောက်ကိုလိုက်နေတာဒီညနေဝင်တာနဲ့သူထပ်လာလိမ့်မယ်ဒီတစ်ခါလာရင်တော့သူကအကူအညီတောင်းဖို့လာမှာမဟုတ်ဘူးခေါ်သွားဖို့လာမှာဘဲကိုခေါ်မှလဲဆရာရေအောက်ကိုဦးဆိုင်ခွင်မြက်စကားကြောင့်ကျွန်တော်တို့ကြောချမ်းသွားကြတယ်ဒီညနေမဝင်ခင်ဒေါ်နန်းရွှေစီကနေအမှန်တရားကိုညှစ်ထုတ်ပြီးဒီချိန်စာကိုဖြေဖို့နီလန်းရှာမှဖြစ်တော့မယ်မဟုတ်ရင်တော့ကျွန်တော်နဲ့ဆိုင်လုံးမိုင်းဖြတ်ရေးစီကြောင်တဲမှာနန်းဟွမ်မြက်အဖော်တွေဖြစ်သွားနိုင်တယ်ညနေ9နာရီခွဲဝန်းကျင်နေဝင်ဖို့နိုင်ဝက်လောက်ပဲလိုတော့တယ်မိုင်းဖြတ်မျိုးရဲ့ကောင်းကင်ကြီးကတွင်းအောင်လွှမ်းနေပြီးတောင်နှန်းတွေပေါ်မှာတိမ်မဲတွေအုံဆိုင်နေတယ်ဆရာဆိုင်ခွင်ရဲ့တတိပေးချက်အရနေဝင်တာနဲ့ကျွန်တော်တို့အသက်အနည်းရရှိပြီးကျွန်တော်ဆိုင်းလုံးဦးဆိုင်ခမ်းနဲ့ဆရာဆိုင်ခွင်တို့၄ယောက်ဆိုင်းတော်ရဲ့အိမ်ရှိကိုရောက်လာခဲ့ကြတယ်အိမ်ကြီးကမနေကားနဲ့မတူပဲပို့ပြီးခြောက်ချားစရာကောင်းနေတယ်အိမ်တကားတွေအကုန်ပိတ်ထားပြီးအိမ်ထဲကနေပုတ်စော်နန့်လိုအနံ့တစ်ခုကလမ်းမပေါ်အထိလွန့်ပြန်နေတယ်တတိထားကြအိမ်ထဲမှာအစိုးရပြင်းနေပြီးဆရာဆိုင်ခွန်ကလွယ်အိတ်ထဲကအင်ကွက်ရေးထားတဲ့လက်ဖွဲ့ကျိုးတွေကိုကျွန်တော်တို့တယောက်စီလဲပင်မှာဆွပေးတယ်။ဒါကိုမဖြုတ်နဲ့ဗာမြင်မြင်စိတ်ကိုတည်ငြိမ်အောင်ထားကျွန်တော်တို့ခြံဝင်းထဲဝင်လိုက်တာနဲ့လေငြိမ်သွားတယ်။ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတယ်။ဒေါ်နန်းရွှေဦးဆိုင်ခမ်းကအော်ခေါ်လိုက်ပြီးမြပြန်ထူးတယ်မကြားရဘူး။အိမ်တကားမကြီးကစိတ်ထားယုံမဲ့မှုကျွန်တော်တွန်းဖွင့်လိုက်တယ်။တကားပွန်သွားတာနဲ့တော်ပန်မွေးနှန်းကဝေါ်ကနေတိုးထွက်လာတယ်
အိတ်ခမ်းထဲမှာမှောင်မဲနေပြီမဲ့ဖျားကန်းဘက်ကထွန်းထားတဲ့ဖျောင်းနိုင်မီးအောင်ကိုလှမ်းမြင်ရတယ်။ဟိုမှာဆိုင်းလုံးလက်ညှိုးထိုးပြတဲ့နေရာမှာတော်နှန်းရွှေရှိနေတယ်။သူမကဖျားစင်ရှိမှမဟုတ်ပဲအိမ်တောင်းကတီးတန့်လှုပ်ထားတဲ့စင်တစ်ခုရှိမှထိုင်နေတာ။စပင်တွေဖားလာချထားပြီးရှိမှချထားတဲ့ရေကွက်ထဲကိုတစ်ခုခုရွတ်ဆိုမန်းမုံနေတယ်။ဟဲ့နန်းရွှေနင့်သားလေးသိပြီးနင်ပါရီမိုက်နေတာတော့ဦးဆိုင်ခွင်ကအော်ဟစ်ပြီးကျိန်လုံးနဲ့ကြမ်းမြင့်ကိုရိုက်လိုက်တယ်။ဒေါ်နန်းရွှေကဖြည်းဖြည်းချင်းလှည့်ကြည့်တယ်။သူမမျက်လုံးတွေကကြောင်တောင်တောင်ဖြစ်နေတယ်။တားလေးပြန်လာမလို့သူရေအေးအေးလေးတောက်ချင်နေတဲ့။တော်စန်းဦးဆိုင်ခွင်ကရှေ့တိုးသွားပြီးဒေါ်နန်းရွှေရဲ့ပခုံးကိုဆွဲကင်လိုက်တယ်။နင်လောက်ထားတဲ့ထီနီအကြောင်းငါတို့ကိုပြောစမ်းနင်ဘာထည့်ပြီးစီရင်ထားတာလဲ။ဒေါ်နန်းရွှေကယူးကြောင်ကြောင်ရေးလိုက်တယ်။ထီနီဟုတ်လားငါသားကိုမချစ်တဲ့ကောင်မလေးငါသားကိုချစ်လာအောင်ငါလှုပ်ပေးထားတာသူမကစင်မောကပလင်းတေးသေးလေးတစ်ခုကိုယူပြီးကင်ပြတယ်ပလင်းထဲမှာမဲနက်ပြီးပြစ်ချွဲနေတဲ့အရည်တွေရှိနေတယ်ဒါတောင်ပေါ်သားတနတ်စီမတော်တဆတေဆုံးသူရဲ့အလောင်းမှရတော့စီငါဒါကိုထီယိုးမှာတုတ်ထားတာပြီးတော့ထီအထေသားကိုသွေးနဲ့ဆေးဆိုးထားတာကျွန်တော်နဲ့ဦးဆိုင်ခမ်းအာမီဒိတ်ရလိုက်မိတယ်ရက်ဆက်လိုက်တာဗျာလူတယောက်ကိုချက်လာအောင်လုပ်ဖို့အတွက်ဒီလောက်ထိအောက်လန်းကြီးတွေတုံးခဲ့တာလားနင်မှားပြီနန်းရွှေဆရာဆိုင်ခွန်ကအတန်တုံတုံနဲ့ပြောတယ်နင်ကမြစ်တာအင်းလှုပ်တယ်ထင်ပြီးချုပ်အင်းလုံးမိပြီအဲ့ဒီတနတ်စီကြောင့်ကောင်မလေးရဲ့ဝိညာဉ်ကထီးမှတွေ့ကပ်နေတာသူတည်သွားတာတော့ထွက်သွားလို့မရဘူးအခုနင့်သားကသူ့ကိုတတ်လိုက်တော့သူကတစီကြီးဖြစ်သွားပြီအခုနင့်သားကိုလည်းခေါ်သွားပြီငါတို့ကိုပါခေါ်ဖို့လာနေပြီမဖြစ်နိုင်ဘူးငါသားကပြန်လာမှာဒေါ်နန်းရွှေကညင်းဆန်နေတော့မှပဲအိမ်အပြင်ကနေဝေါကနေလေပြင်းတန်ကြီးကြားလိုက်ရတယ်အိမ်ပြတဲ့ပေါက်တွေအကုန်လုံးတတိုင်းတိုင်းနဲ့ပွန့်ထွက်သွားတယ်နေဝင်သွားပြီးဆိုင်းလုံးကတုံတုံရင်ရင်နဲ့ပြောတယ်အိမ်ထဲကိုအလင်းရောင်မဝင်တော့ဘူးမောင်မဲသွားပြီးဒါပေမဲ့အိမ်ထဲကောင်တိုင်လုံးနားမှာတစုံတယောက်ရက်နေတယ်အနီအောင်ထီကလေးစောင်းထားတဲ့မင်းကလေးဒီတခါတော့သူတယောက်တည်းမဟုတ်ဘူးသူ့ဘေးမှာခန္ဓာကိုယ်စုပ်ပြတ်တက်ပြီးရေရီရွှဲနေတဲ့လူတယောက်ဆိုင်းတော်ရဲ့ဝိညာဉ်ကမျက်လုံးတွေပြူးကျယ်ပြီးရှာထွက်နေတယ်သူ့လေပင်မှာအနီအောင်လက်ရာကြီးနဲ့သူကသူ့အမေဒေါ်နန်းရွှေကိုစိုက်ကြည့်နေတယ်အမေရေဆိုင်းတော်ရဲ့ဝိညာဉ်ကညီးတွားတန်ကြီးနဲ့ရှေ့တိုးလာတယ်တာလီဒေါ်နန်းရွှေကဝမ်းသာအားရထသွားဖို့လုပ်တယ်မသွားနဲ့အဲ့ဒါနင့်သားမဟုတ်တော့ဘူးနင့်ရဲ့ကံကိုလာယူတာဆရာဆိုင်ခွင်ကလှန်ဆွဲထားပြီးမှမမီတော့ဘူးဒေါ်နန်းရွှေကဆိုင်းတော်ရဲ့ဝိညာဉ်ကိုသွားဖက်လိုက်တယ်ဖက်လိုက်တဲ့ခဏမှာပဲဆိုင်းတော်ရဲ့ခန္ဓာကိုယ်ကနေရေညှိတွေရွှွန့်တွေကဒေါ်နန်းရွှေရဲ့ကိုယ်ပေါ်ကိုကူးဆက်သွားတယ်ဒေါ်နန်းရွှေအော်ဟစ်လိုက်တယ်သူမရဲ့မျက်နှာကချက်ချင်းမဲမောင်သွားပြီးပါဇက်ကနေရေတွေအန်ထွက်လာတယ်။အဲ့ဒီအချိန်မှာဘေးကထီဆောင်ထားတဲ့နန်းဟွမ်ရဲ့ဝိညာဉ်ကထီကိုပိတ်လိုက်တယ်။ပိတ်လိုက်တဲ့ထီအချွန်းနဲ့ဒေါ်နန်းရွှေရဲ့ရင်ဘတ်ကိုထိုးဆိုင်လိုက်တယ်လို့မျိုးဒေါ်နန်းရွှေလွန့်ထွက်သွားပြီးနန်းရံကိုဝင်ဆောင်တယ်။ကိုသက်ပိုင်ဆိုင်လုံးမင်းတို့ဒီထီကိုဖျက်ဆီးပြရမယ်။ဆရာဆိုင်ခွန်ကအော်ပြောတယ်။သူတို့အာယုံလွဲနေတော့ထီကိုလူပြီးမိရှို့ပြအဲ့ဒါမှအားလုံးပြီးမှဒါပေမဲ့ထီကဝိညာဉ်လက်ထဲမှာလေကျွန်တော်တို့ဘယ်လိုလူရမလဲဆရာကျွန်တော်မလုပ်ရဘူးဆိုင်းလုံးကနောက်ဆုတ်တယ်ငါလုပ်မယ်ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်ကျွန်တော်ကကာဒမာလန်ခီးမှာအခက်အခဲပေါင်းစုံကြုံမှုတယ်ဒီမိန်းကလေးကိုကားတင်ခဲ့တာကျွန်တော်ဒီကိစ္စကိုအဆုံးတရမှာလဲကျွန်တော်ပဲကျွန်တော်အိတ်ထဲကမီးချစ်ကိုထုတ်ဖျားစင်မောကရေနံစီပလင်းကိုလှန်ဆွဲပြီးထီးနီရှိယာကိုပြေးဝင်လိုက်တယ်လေပြင်းတွေကကျွန်တော်ကိုတွန်းထုတ်နေတယ်လို့ပဲအေးဆက်တဲ့လက်ချောင်းတွေကကျွန်တော်ခြေထောက်ကိုလာဆွဲနေတယ်ဒါပေမဲ့ကျွန်တော်အန်ကျိတ်ပြီးရှေ့တိုးလိုက်တယ်ကျွန်တော်ထီးနီရှိယာကိုပြေးဝင်လိုက်တဲ့အချိန်မှာမမြင်ရတဲ့လေထုတတိုင်းကြီးတစ်ခုနဲ့ဝင်တိုင်းမိတယ်လို့ဖြစ်သွားတယ်အေးဆက်မှုကအယိုးတဲ့အထိစိတ်ဝင်သွားပြီးခြေထောက်တွေကလေးလံလာတယ်ရေနဲ့ထဲမှာလမ်းလျှောက်နေရတယ်လို့မျိုးခြေလမ်းတိုင်းကခဲယမ်းလာတယ်မလာနဲ့
မလာနဲ့နန်းဟွမ်ရဲ့ဝိညာဉ်ကထီကိုရှင်ခွင်ထဲမှာပိုက်ထားပြီးနောက်ဆုတ်သွားတယ်။သူမရဲ့မျက်နာကမဲနေပြီးမျက်လုံးပေါက်ကြီးတွေထဲကနေအစိမ်းရောင်အလင်းနှန်းတွေထွက်နေတယ်။သူမကဒီထီကိုမုန်းမိမဲ့ပြူစားခံထားရတဲ့အရှိန်ကြောင့်ဒီထီကိုလက်လွတ်မခံနိုင်ဖြစ်နေရှာတယ်။သူမဘေးကဆိုင်းတော်ရဲ့ဝိညာဉ်ကကျွန်တော်စီဒေါ်ရာတကြီးခုံအုပ်လာတယ်။သူ့လက်သေးတွေကကျွန်တော်ပခုံးကိုကုတ်ချစ်လိုက်တော့အင်ကြီးစုပ်ပြက်ပြီးတွေးဆသွားတယ်။ဆရာကူညီပါအောင်ကျွန်တော်အော်ဟစ်ပြီးလဲကျသွားတယ်လက်ထဲကမီးကျစ်လွတ်ကျသွားတယ်ဟိတ်ကောင်ဆိုင်လို့ရေနံစီပလင်းပြစ်လိုက်အခုပြစ်ဆရာဆိုင်ကွန်ကအော်ပြောရင်းသူ့လွယ်အိတ်ထဲကလေရွေးစီအဆောင်ပစ္စည်းတွေကိုလက်တဆုပ်စာယူပြီးဆိုင်းတော်ရဲ့ဝိညာဉ်စီပြစ်ပေါက်လိုက်တယ်ထွက်သွားစမ်းမိတ်စာလေရွေးစီတွေနဲ့ထီရဲ့နေရာမှာမီးပွင့်နေထွက်လာပြီးဆိုင်းတော်ရဲ့ဝိညာဉ်ကအော်ပြီးနောက်ကိုလွန့်စင်သွားတယ်အဲ့ဒီအခိုက်အတန့်မှာပဲဆိုင်းလုံကတက်တီမွေပြီးရေနံစီပလင်းကိုနန်းဟွမ်မရှိရာစီပြပေါက်လိုက်တယ်။ပလင်းကွဲသွားပြီးရေနံစီတွေကနန်းဟွမ်ရဲ့ချင်ရင်နဲ့ထီနီဘောကိုဆူရွှဲသွားတယ်။ကျွန်တော်ကျမ်းမြင်မော်ကမီးချစ်ကိုအမြန်ပြန်ကောက်လိုက်တယ်။လက်တွေကတုံနေပေမဲ့အချိန်မရှိတော့ဘူး။ညီမလေးအကိုခွန်လွန်တော့ဒါညီမလေးကျွတ်လို့ဖို့အတွက်ပါ။ကျွန်တော်စိတ်ထဲကတောင်းပန်ပြီးမီးချစ်ဆန်ကိုချစ်လိုက်တယ်။ပထမတစ်ကြိမ်မီးမကူဘူးလေပြင်းတွေကမီးကျစ်ဆန်ကိုငိမ့်တက်ဖို့ကြိုးစားနေတယ်မရဘူးမင်းတို့မရစေရဘူးဒေါ်နန်းရွှေကတောင်းတနေရာကနေယူတွတ်စွာရေမောနေတယ်သူမရဲ့မျက်နှာတစ်ခုလုံးစုပ်ပြတ်နေပြီးဗဇက်ကနေတွေးတွေစီးကြနေပြီမဲ့သူ့ရဲ့မာနာကမကြသေးဘူးကျွန်တော်နောက်ဆုံးကြိုးစားမှုအနေနဲ့မီးကျစ်ဆန်၃ချောင်းလောက်ကိုပူပြီးချစ်လိုက်တယ်မီးတောက်လေးထွက်လာတယ်ကျွန်တော်ချက်ချင်းပဲရေနံစီဆူနေတဲ့ကျမ်းမြင့်စီပြစ်ချလိုက်တယ်မီးတောက်ကဝုန်းကနေထတောက်ပြီးနန်းဟွမ်ရက်နေတဲ့နေရာကိုဝါမျိုးသွားတယ်အန်ဩစရာကောင်းတာကနန်းဟွမ်ရဲ့ဝိညာဉ်ကမီးလောင်တာကိုမကြောက်ဘဲငြိမ်သက်နေတယ်ဒါပေမဲ့သူမရင်ခွင်ထဲကအနီအောင်ထီကလေးကတော့မီးဟပ်လိုက်တာနဲ့တွန့်လင်ကောက်ကွေးသွားတယ်ထီတဲ့ကနေလူအော်ဒန်လိုတရိတ်ဆန်အော်ဒန်လိုအတန်နက်ကြီးထွက်ပေါ်လာတယ်အနီရောင်ထီးစားတွေကမီးလောင်ကျွမ်းသွားပြီးထီယိုးထဲကနေမင်းနဲ့တဲ့အရေးတွေဖြစ်တဲ့သွေးနဲ့တနက်စီတွေစီကြလာတယ်။အဲ့ဒီအရေးတွေကမီးနဲ့တွေးတော့အနံဆိုးကြီးထွက်ပြီးတဖြည်းဖြည်းမီးကခန်းချောက်သွားတယ်။ညမလေးလွှတ်လိုက်တော့အဲ့ဒီထီကိုလွှတ်လိုက်တော့ကျွန်တော်အော်ပြောလိုက်တယ်။မီးတောက်တွေကြားထဲမှာနန်းဟွမ်ကကျွန်တော်ကိုကြည့်ပြီးပြုံးနေ။ဒီတစ်ခါအပြုံးကမဲ့ပြုံးမဟုတ်တော့ဘူး။ကျေးဇူးတင်တဲ့အပြုံးသူမကလက်ထဲအထီကိုလွှတ်ချလိုက်တယ်။မီးလောင်နေတဲ့ထီကကျမ်းမြုံမောကျသွားပြီးပြာကျသွားတယ်။ထီပြာကျသွားတာနဲ့တပြိုင်နက်အိမ်ထဲကလေပြင်းတွေငြိမ်ကျသွားတယ်။နန်းဟွမ်ရဲ့ဆိုးဝါးနေတဲ့ပုံရိပ်ကတဖြည်းဖြည်းဖြူဖွေးလာပြီးအလင်းအောင်အဖြစ်ပြောင်းလဲသွားတယ်။သူမဘေးကဆိုင်းတော်ရဲ့ဝိညာဉ်လဲဒူးထောက်ကျပြီးပျောက်ကွယ်သွားတယ်။သမီးသွားတော့မယ်အဖေ။အကိုကျေးဇူးတင်ပါတယ်။ဦးဆိုင်ခမ်ကမျက်ရည်ကျပြီးသမီးဖြစ်သူကိုလက်ပြနေရှာတယ်။သွားတော့သမီးကောင်းရာသူကတိလားပါစေကွယ်။နန်းဟွမ်ရဲ့အတန်ကကြီးလင်းပြတ်သားစွာထပ်ပေါ်လာပြီးအလင်းနှန်းလေးတစ်ခုအဖြစ်အိမ်ခေါင်မှုဖောက်ပြီးကောင်းငင်မော်တက်သွားတော့တယ်။ဆိုင်းတော်ရဲ့ဝိညာဉ်ပျောက်ကွယ်သွားပြီမဲ့တောင်းမှကြံရင်ခဲတော့ဒေါ်နန်းရွှေစီကညီးတံကြလိုက်ရတယ်။ကျွန်တော်တို့သွားကြည့်လိုက်တော့ဒေါ်နန်းရွှေကမျက်လုံးတွေပြူကျဲပြီးပါးစပ်ကနေရေတွေအဆက်မပြတ်အန်ထွက်နေတယ်။သူရေမွန်းနေပြီးဆရာဆိုင်ခွန်ကခေါင်းခါလိုက်တယ်။သူပြုတ်လုခဲ့တဲ့မကောင်းမှုတွေကသူ့စီပြန်လာတာ။သူ့သားခံစားခဲ့ရတယ်လို့သူပြန်ခံစားနေရပြီးဒါကိုဘယ်သူမှကယ်လို့မရတော့ဘူး။ဒေါ်နန်းရွှေကကျမ်းမြေပေါ်မှာလူးလိမ်ရင်းရေတွေအန်ထုတ်နေတယ်။အင်ကြီးတစ်ခုလုံးကတော့တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါပြီ။ကျမ်းမြေပေါ်မှာတော့မီးကျွမ်းထားတဲ့ထီယိုမဲမဲကြီးတစ်ခုသာတက်တည်အဖြစ်ကြံရစ်ခဲ့တော့တယ်။အချိန်ကာလအဖြစ်3နှစ်ကြာမြင့်သွားခဲ့ပါပြီ။တာချီလိတ်ကျိုင်းတုံပြည်အောင်စုလမ်းမကြီးပေါ်မှာကုန်ကားတွေခရီးတဲ့တင်ကားတွေဖြတ်တန်းသွားလာနေကြတာပုံမှန်အတိုင်းပါပဲ။ဒါပေမဲ့မိုင်းဖြတ်မြို့အဝင်နာကအင်အိုကြီးတစ်လုံးနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတစ်ခုကတော့ကားသမားတွေကြားမှာပျော်စမတ်ပြုနေကြတော့မယ်။ကျွန်တော်ဒီနေ့လဲကျိုင်းတော်ခရီးစဉ်ကိုမောင်းနေပါတယ်။ဘေးခုံမှာတော့ဆိုင်းလုံအစားစပယ်ယာတစ်လေးတယောက်ပါလာတယ်
ဆိုင်းလုံကတော့အထီအဖြစ်ပြက်ဖြစ်ပြီးခဲ့တာကားမလိုက်ရတော့ပဲရွာပြန်ပြီးလေလုံနေပါပြီကျွန်တော်မိုင်းဖြက်မျိုးတွေကိုဖြတ်မောင်းလာရင်တစ်ချိန်ကဆိုင်းတော်တို့နေထိုင်ခဲ့တဲ့အင်ကြီးရှိကိုအမတ်မထင်ကြည်မိလိုက်တယ်အင်ကြီးကအခုတော့ခြုံရွယ်တွေပိတ်ဖုံးပြီးဟောင်းနှမ်းဆွေးမြေ့နေပြီးအဒီညကဖြစ်ပျက်ခဲ့တဲ့မီးလောင်မှုအပြီးမှာဆိုင်းတော်ရဲ့အမေတော်နန်းရွှေဟာထူးဆန်းတဲ့ယောဂနဲ့ကွယ်လွန်သွားခဲ့တယ်ဆရာဝန်တွေကတော့အဆုတ်ထဲရေဝင်ပြီးသေတာလို့မှတ်ချက်ချကြတယ်။ရေတစမ်းမှမရှိတဲ့ကုန်းပေါ်မှာရေဝန်းပြီးသေဆုံးသွားခဲ့တာပါ။သူမသေဆုံးပြီးနောက်ဘဒူးမဒီအိမ်မှာမနေရကြတော့ပဲပြစ်ထားခဲ့ကြတာဒီနေ့ထိပါပဲ။ကျွန်တော်ဟွန်တီးပြီးမြို့ပြင်ကိုဆက်မောင်းထွက်လာခဲ့တယ်။ရှေ့မှာကြောက်တိုင်ခွေတချိန်ကနန်းဟွမ်ခေါ်အနီရောင်ထီးပိုင်ရှင်မလေးအသက်ပြောက်ခဲ့ရတဲ့နေရာအခုတော့အဲ့ဒီနေရာမှာတစ်သားတိုင်ငုတ်တိုလေးမရှိတော့ပါဘူးအဲ့ဒီအစားကြောက်တိုင်ဖြူဖြူလေးတွေစီပြီးလှုပ်ထားတဲ့ဇီဒီငယ်လေးတဆူတဲထားတယ်ဒါနန်းဟွမ်ရဲ့အဖေဦးဆိုင်ခမ်းတဲထားပေးတာပါဦးဆိုင်ခမ်းကသမီးအတွက်ရည်စူပြီးဒီနေရာမှာရေအိုးစင်လေးတဲဇီဒီလေးတဲပြီးနေတိုင်းမြစ်တာဖို့အမျှပေးဝေခဲ့တယ်သူလဲသမီးစိမ့်နဲ့တရားရပြီးဖုန်းကြီးဝတ်သွားတာတဝါတောင်ရပြီလို့ကြားတယ်ကျွန်တော်ကားကိုအရှင်လျှော့ပြီးဇီဒီလေးကိုအလေးပြုလိုက်တယ်။အံ့ဩစရာကောင်းတာတစ်ခုကဇီဒီလေးရဲ့ဘေးဘက်လင်မှာပွင့်နေတဲ့ပန်းတွေအရင်ကဒီနေရာမှာခြုံနယ်တွေပဲရှိပေမဲ့အခုတော့အပြာရောင်တောပန်းလေးတွေဝေဝေဆဆပွင့်နေတယ်။နန်းဟွမ်ကြိုက်တဲ့အပြာရောင်လေပြင်းတစ်ချက်ဝူးကနေတိုက်ခတ်လာတယ်။အရင်ကလိုအေးဆက်ဆက်ခြောက်ချားစရာလေးမျိုးမဟုတ်ဘူး။ပန်းနံ့တင်းတင်းလေးပါတဲ့လက်ဆက်တဲ့လေပြေလေးဆရာဟိုမှာကြည့်စပယ်ယာတစ်လေးကလက်ညှိုးထိုးပြတယ်ဇီဒီလေးရဲ့ထီတော်ပေါ်မှာလိပ်ပြာအပြာရောင်အကြီးကြီးတကောင်လာနာနေတယ်လိပ်ပြာကအတောင်မှန်ခတ်လိုက်တိုင်းနေရအောက်မှာတလက်လက်တောင်းနေတယ်ကျွန်တော်ပြုံးလိုက်မိတယ်အနီရောင်ထီအနီရောင်သွေးအနီရောင်အာကာရတွေအားလုံးခြုံငိမ့်သွားခဲ့ပါပြီအခုကြံရိတ်ခဲ့တာကတော့အပြာရောင်ငိမ့်ချမ်းမှုနဲ့ရှမ်းမြေပြန်ကမြတ်တာတရားပါပဲသွားတော့မယ်ညီမလေးကောင်းရမွန်ရွာရောက်ပါစေကျွန်တော်စိတ်ထဲကနှုတ်ဆက်ပြီးကားကိုဂီယာပြောင်းကဆက်မောင်းထွက်လာခဲ့တယ်နောက်ကြီးမန်နေမှာစီဒီလေးနဲ့အပြာရောင်ပန်းကင်းကြီးကတဖြည်းဖြည်းဝေးကွာကျန်ရစ်ခဲ့တယ်မြူခိုးတွေဝေးနေတဲ့တောင်ကြားလက်မှာအနီရောင်ထီတလက်ကိုစောင်းပြီးလမ်းသားနေတဲ့မင်းကလေးကိုနောက်ဘယ်တော့မှတွေ့ရတော့မှမဟုတ်ပါဘူးစာရေးဆရာမင်းသွေးဆက်ရှမ်းမောမြေရေးသားထားတဲ့ကြောက်တိုင်းခွေအောက်ကထီးနီဆိုတဲ့ဇလန်းလေးကတော့ဒီမှာနဲ့ပြီးဆုံးသွားပါပြီရှင်အဆုံးထိနားဆင်ပေးတဲ့တအူးချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးနဲ့အတူပြန်လာခဲ့ပါမယ်